စိတ်ဆိုဒီမှာအပိုင်း၅ပေါ့နော်စိတ်နဲ့ပတ်သက်ပြီးတော့ပတ္တယတရားဒေသနာလေးတွေကိုစုစည်းပြီးတော့ပြောလာခဲ့တာဒါအပိုင်း၅ရောက်လာပြီပေါ့နော်ဒီကနေ့စိတ်နဲ့ပတ်သက်ပြီးတော့ပေတပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ခန္ဓာဝကတန်ရုပ်ပါဠိတော်မှာလာရှိတဲ့ဖေနပိန္ဒုပမသုတ်တံရဲ့မေဇိမနိကေမေဇိမပဏ္ဏတပါဠိတော်မှာလာရှိတဲ့မာဂန္ဒီယသုတ်တံရဲ့အဲ့ဒီသုတ်တံနှစ်ပုဒ်ထဲမှာလာရှိတဲ့စိတ်နဲ့ပတ်သက်တဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်လေးတွေကိုကောက်နှုတ်ချက်ချပြီးတော့ပေတပေါင်းတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ပြောမယ်လို့စဉ်းစားထားပါတယ်နော်အဲ့ဒီဖေနပိန္ဒုပမသုတ်တံထဲမှာစိတ်ဆိုတဲ့ဝိညာဉ်နဲ့ခန္ဓာကိုမြတ်စွာဘုရားကမျက်လှည့်သမားနဲ့တူတယ်လို့အဲ့ဒါလိုဟောပါတယ်မျက်လှည့်เสียမျက်လှည့်ပွဲများကြည့်ပြီဆိုလို့ရှိရင်မဟုတ်တာကိုအဟုတ်လုပ်ပြတယ်တကယ်တမ်းကဘာလဲလို့မေးရင်အလိမ်အညာပဲလေကြည့်နေတဲ့လူတွေကိုလိမ့်နေညာနေတယ်လို့မသိရလောက်အောင်ကိုပြပြကြီးကြီးလိမ့်ညာနိုင်တယ်ပေါ့တကယ်လို့ထင်ရအောင်လုပ်နိုင်တယ်ပေါ့ပြပြကြီးကြီးမလိမ့်ညာနိုင်ဘူးဆိုရင်အဲ့ဒီမျက်လှည့်เสียလှုပ်ရှားလို့ရမှာမဟုတ်ဘူးလေအဲ့တော့စိတ်ကိုမျက်လှည့်နဲ့တူတယ်လို့ပြောတာမျက်လှည့်เสียနဲ့တူတယ်လို့ပြောတာအလွန်တရာမှကိုပဲစိတ်ဝင်စားတွေကကောင်းတယ်လို့ငါတို့တွေဟာကိုယ်စိတ်ရဲ့လိမ်ညာမှုကိုအမြဲတမ်းခံနေရတာပါလားဆိုတာလေးကိုစဉ်းစားမိဖို့အရေးကြီးတယ်ပေါ့ဒီအချက်ကိုဦးဇင်းတို့ရှင်းရှင်းလင်းလင်းနားလည်သွားမယ်ဆိုလို့ရှိရင်ဒီအချက်ကိုရှင်းရှင်းလင်းလင်းနားလည်ဖို့ဆိုတာကလည်းပဲယာနှုံးမြင့်နားလည်ဖို့ဆိုတာကတော့အရိယာဖြစ်မှာပဲနားလည်လိမ့်မယ်လို့ထင်ပါတယ်ဘုရုရှင်တွေအနေနဲ့တော့ကိုယ်စိတ်ကကိုယ့်ကိုလိမ်ညာနေတယ်ဆိုတာကိုအပေါ်ယံလောက်ပဲရောင်ဝါးဝါးလောက်ပဲသိမယ်ထင်ပါတယ်။အော်ဆိုလိမ်ညာနေတာကိုတကယ်သာသိမယ်ဆိုရင်ယုံမှာမဟုတ်ဘူးလေ။ခုယုံနေတာကိုကြည်ခြင်းအဖြစ်လိမ်ညာနေတယ်ဆိုတာကိုလည်းတကယ်တော့မသိသေးဘူးပေါ့နော်။ဒါမြတ်စွာဘုရားဟောပြထားလို့စာအယတဆင်ညာစကားအယတွေးတောကြံစထားယုံလေးလောက်နဲ့ပဲပြောနေရတာပေါ့။စိတ်ကိုယ်သာတကယ်မျက်လှည့်เสียတယောက်ဖြစ်တယ်။ပြပြကြီးကြီးလိမ်ညာတဲ့အရာတစ်ခုဖြစ်တယ်လို့ပိုင်နိုင်သိမယ်ဆိုလို့ရှိရင်စိတ်ရဲ့အလိမ်ညာခံရခြင်းကနေလွတ်ကင်းနိုင်တယ်ပေါ့စိတ်ရဲ့လိမ်ညာမှုကလွတ်ကင်းပဲစိတ်ပြောတာကိုမယုံဘူးဆိုတဲ့အနေအထားမျိုးရောက်သွားပြီဆိုလို့ရှိရင်ဒုက္ခလည်းငြိမ်းသွားနိုင်တယ်ပေါ့ဒါကြောင့်ဒီကနေ့ပြောမယ့်စိတ်ရဲ့အကြောင်းကအများကြီးလေးနက်တယ်လို့ဦးဇင်းစိတ်ထဲမှာခံစားရတယ်အရင်အချိန်တွေကပြောခဲ့တဲ့စိတ်ရဲ့အကြောင်းတဲ့အခုပြောမယ့်အကြောင်းအရာကအများကြီးပို့ပြီးတော့လေးနက်လိမ့်မယ်နော်အဲ့တော့ဦးဇင်းတို့ဒီသုတ်တန်လေးနှစ်ပုဒ်ကိုအကုန်လုံးပြည့်စုံပြောမယ်ဆိုရင်တော့အချိန်ကလောက်မှာမဟုတ်အဲ့တော့ဖေနပိန္ဒုပမသုတ်တံမှာမြတ်စွာဘုရားကခန္ဓာ၅ပါးကိုဥပမာ၅မျိုးပေးပြီးတော့စနစ်တကျဟောတာယဟန်တို့တဲ့ကင်္ဂါမြစ်တစ်လျှောက်မှာရေမြုပ်ဆိုင်ရေမြုပ်ခဲကြီးတစ်ခုမျောလာတယ်ဆိုကြပါစို့အဲ့ဒါကိုကမ်းပေါ်ကနေပြီးတော့မျက်စိကောင်းကောင်းမြင်တဲ့လူတယောက်ကထိုင်ပြီးတော့တည်တည်ချာချာအဲ့ဒီရင်မြုပ်တုံးရင်မြုပ်ခဲကြီးကိုကြည့်တယ်ကြည့်တာကရိုးရိုးလေးတမန်ကရှံကဖြတ်ပြေးလေးကြည့်တာမဟုတ်တည်တည်ချာချာကိုစိမ့်ပြီးတော့ဇိမ်ပြင်းနေပြီးထိုင်ပြီးတော့အသေးချာကိုကြည့်တယ်အဲ့ဒါလိုကြည့်လိုက်လို့ရှိရင်သူ့စိတ်ထဲမှာဘာတွေထင်လာတဲ့အကြောင်းရှိလဲရိတ္တကင်ညေဝခာယေယတုတ်ကင်ညေဝခာယေယအတာရကင်ညေဝခာယေယတဲ့သုံးချက်မြတ်စွာဘုရားပြောတယ်ရိတ္တကင်ညေဝခာယေယအသုံးမဝင်တဲ့အရာကြီးလို့ပဲစိတ်ထဲမှာထင်လာလိမ့်မယ်တဲ့ရင်မြုပ်တုံးရင်မြုပ်ခဲကြီးကိုတေချာကြည့်နေဟာမှအသုံးမကျတဲ့ဟာကြီးပါလို့စိတ်ထဲမှာမြင်လာမယ်ပေါ့နော်တုတ်စကင်ညေဝခါရေးရတယ်အချီနီးကြီးပါဘာမှလုပ်မရတဲ့ဟာကြီးအဲ့ဒီမှာအချီနီးဆိုတဲ့စကားကိုထပ်ပြီးတော့ဦးဇင်းတို့ရှင်းအောင်ဘယ်လိုပြောရမလဲနော်သူ့တိုင်းထားတာကပိုရှင်းမယ်နဲ့တူပါတယ်နော်အတရကင်ညေဝခါရေးရတယ်ဘာအနှစ်သာရမှမရှိတဲ့တန်ဖိုးမဲ့တဲ့အရာကြီးပေါ့အချီးနီးဆိုတဲ့ဟာကသူကဗလာသဘောမျိုးပေါ့နော်ဘာမှမပါတာကိုဒါအချီးနီးလို့ပြောတာဟုတ်လားခွက်တစ်ခုကြီးယူလာတယ်အဲ့ဒီခွက်ထဲကြည့်လိုက်တော့ဘာမှမရှိဘူးဆိုအော်ဒါအချီးနီးပဲပေါ့ဟုတ်လားဩအဓိပ္ပာယ်တစ်ခုခုကိုနားလေအောင်
တချို့အတိပ္ပယ်တွေကဟောဟာရတွေအများကြီးသုံးရတယ်လို့ထင်တယ်အဲ့ဒီဟောဟာရတွေအများကြီးသုံးပြီးတော့ပြောလို့ရှိရင်နားလည်မှုကပိုပြီးတော့ကျေပြန့်တယ်လို့ထင်တယ်နော်အခုမြတ်စွာဘုရားပြောတော်တာစကားလုံးသုံးလုံးနော်ခတ်စင်စင်လေးတွေလို့တော့ထင်ရတယ်ဒါပေမဲ့မတူဘူးနော်ရိတ်တကင်ကြီးဝအသုံးမဝင်ဘူးတဲ့သုံးလို့မရဘူးပေါ့တခုခုတော့ရှိနေတယ်ဒါပေမဲ့အသုံးမကျဘူးပေါ့ဟုတ်လားဆိုကြပါစို့အမိုက်ပုံကြီးသွားကြည့်တယ်ဘာမှသုံးလို့မရဘူးအမိုက်တွေပဲလေဟုတ်တယ်မဟုတ်လားဒါပေမဲ့အဲ့ဒီအမိုက်တွေထဲမှာအချင်းချင်းဖန်ဖန်သုံးတရားလေးတွေရှာမယ်ဆိုရင်တော့တွေ့နိုင်သေးတယ်အခုကအမိုက်လောက်တောင်အဆင်မပြေတဲ့သဘောဘာမှသုံးလို့မရတာဘယ်နာလေးမှသုံးလို့မရတာကိုအသုံးမဝင်ဘူးလို့ပြောတာဟုတ်လားတုတ်စကင်ကြီးဝခါရီရဆိုတာအချီနီးဆိုတာဘာမှမရှိဘူးလို့ပြောတာဘာမှမပါဘူးပေါ့နော်သူကြတော့ပိုးတောင်ဆိုးသွားတယ်ဟုတ်လားနောက်အတရကင်ကြီးဝဆိုတာကြတော့သူကတန်ဖိုးရှိတာမပါဘူးဆိုတဲ့အတိပ္ပယ်ကိုပြောတာနော်အနှစ်သာရမရှိတာအနှစ်မဲ့တဲ့သဘောပေါ့အဲ့ဒါရေမြုပ်တုံးရေမြုပ်ဆိုင်ရေမြုပ်ခဲရေးကိုဇိမ်ပြင်းတစ်ပြေးထိုင်ပြီးတော့အေးစီစီစိမ့်ကြည့်နေတဲ့လူတစ်ယောက်ရဲ့စိတ်ထဲမှာဒီအချက်၃ချက်သေချာပေါင်းမြင်လာလိမ့်မယ်တဲ့အဲ့ဒါလိုပဲတဲ့ရုပ်အစုအဝေးဟာအဲ့ဒီရေမြုပ်တုံးရေမြုပ်ဆိုင်ရေမြုပ်ခဲကြီးနဲ့အရန်တူတယ်ပေါ့တော့တရားဓမ္မတို့ဥရှင်တို့အမျိုးမျိုးထင်မှတ်မှားနေတဲ့ဒီရုပ်အစုအဝေးပေါ့ဟုတ်လားဒါဥရှင်တို့ရောတရားဓမ္မတို့ရောပုထုဇဉ်တရားမှန်သမျှဒီရုပ်အစုအဝေးကြီးရဲ့ပေါ်မှာအမျိုးမျိုးကိုထင်နေကြတာပေါ့နော်ထင်နေတဲ့အမျိုးအမည်တွေကိုရေတွက်မယ်ဆိုရင်ကုန်နိုင်မယ်တောင်မထင်ပါလှတယ်လို့ထင်တယ်အိုတယ်လို့ထင်တယ်ပူတယ်လို့ရှင်တယ်ထင်တယ်ရှည်တယ်လို့ထင်တယ်ဖြူတယ်ထင်တယ်မဲတယ်ထင်တယ်ထင်နေတယ်လို့ထင်နေတာအထင်တွေအများကြီးမရှိဘူးလားရှိရနော်ဘာကိုထင်နေတာရုပ်ပေါ်မှာထင်နေတာနော်တကယ်တမ်းအဲ့ဒီရုပ်ကိုသာဥစဉ်တို့တွေဟာတတိနဲ့တကယ်ကိုဇိမ်ပြင်းနေပြီးထိုင်ပြီးတော့အေးအေးဆေးဆေးစိမ်ပြီးတော့ကြည့်ပါတဲ့တတိနဲ့အဲ့လိုကြည့်မယ်ဆိုလို့တင်ဒီရုပ်ဟာလည်းပဲခုနတုန်းကရေမြုပ်ဆိုင်ရေမြုပ်ခဲကြီးကိုကြည့်လို့မြင်လာတဲ့အမြင်မျိုးလို့အသုံးမဝင်တဲ့ဟာကြီးပဲအချီးနီးမဲ့တဲ့ဟာအချီးနီးကြီးပဲတန်ဖိုးမဲ့တဲ့ဟာကြီးပဲလို့သူတိကိုတိလိမ့်မယ်လို့မြတ်စွာဘုရားအဲ့တင်ဟောတယ်အဲ့ဒီမှာဦးဇင်းတို့ရုပ်ကို7မျိုးလောက်ဟောတယ်ဒါလေးကိုတော့လည်းနည်းနည်းတော့မှတ်စေခြင်းတယ်အနတ္တလက္ခဏာတုတ်ကိုရတဲ့လူတွေဆိုရင်တော့နားထဲမှာဒီစကလုံးတွေကရှင်းနေပြီးသားဖြစ်မယ်ပေါ့နော်ယံကိဉ္စီရူပံအတိတာနာဂတပိစ္ဆုပ္ပန္နဣဇတံဝဗိဓံဝဩလာရိကံဝဒုက္ခုမဝဟိနံဝပဏိတံဝဒူရေဝတန္တိကေဝဟုတ်လားအတိတ်အနာဂတ်ပိစ္ဆုပ္ပံအတိတ်တုန်းကဖြစ်ခဲ့တဲ့ရုပ်ခုပိစ္ဆုပ္ပံမှာဖြစ်နေစေရုပ်အနာဂတ်မှာဖြစ်မဲ့ရုပ်၃မျိုးရှိပြီနော်ဣဇတံဝဗဟိတံဝအတွင်းမှာဖြစ်တဲ့ရုပ်အပြင်မှာဖြစ်တဲ့ရုပ်တနည်းအားဖြင့်ကိုယ်တန်တမှာဖြစ်တဲ့ရုပ်သူတစ်ပါးတန်တမှာဖြစ်တဲ့ရုပ်နော်ဩလာရိကံဝဒုက္ခုမဝကြမ်းထမ်းတဲ့ရုပ်နူးညံ့တဲ့ရုပ်ဟိနံဝပဏိတံဝရုပ်ညံ့တဲ့ရုပ်မြင့်မြတ်တဲ့ရုပ်ဒုရေဝတန္တိကေဝအနီးမှာဖြစ်တဲ့ရုပ်အဝေးမှာဖြစ်တဲ့ရုပ်ကို7မျိုးတောင်ပိုင်းပြောတယ်ဟုတ်လားဘယ်ရုပ်ပဲဖြစ်ဖြစ်သေးသေးချာချာသာတတိနဲ့စိမ်ပြီးတော့တတိပဋ္ဌာန်နီးနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုမြင်မလို့ရိတ်တကင်ကြီးဝခါယေယတုတ်စကင်ကြီးဝခါယေယသုံးညကင်ကြီးဝခါယေယအသုံးမဝင်တဲ့သဘောအချီနီးသဘောတန်ဖိုးမဲ့သဘောကိုသာမြင်လာလိမ့်မယ်တဲ့ဒါကဥစဉ်တို့ယူဘက်ခန္ဓာနဲ့ပတ်သက်ပြီးတော့ဟောပြောချက်ပေါ့နော်အဲ့ဒါပြီးတော့ဝေဒနာခန္ဓာကိုမြတ်စွာဘုရားဘယ်လိုဥမာပေးပြီးတော့ဟောတော့ယဟန်တို့တဲ့မိုးကာလမှာမိုးကြီးကတဲတဲမဲမဲရွာချတယ်အဲ့ဒီချိန်မှာမိုးလွတ်တဲ့အရိပ်နေရာကနေပြီးတော့တလင်းထဲမှာရွာချနေတဲ့တော့မိုးရေမိုးပေါက်တွေကိုအရိပ်ကနေထိုင်းပြီးတော့ကြည့်မိုးပေါက်ကလေးတွေကျလာတယ်သောသောကရွာထားတဲ့မိုးကြောင့်ရေဆက်ဆက်ကလေးကလည်းရှိနေမယ်ဟုတ်လားမိုးပေါက်လေးကျလိုက်တိုင်းဘာဖြစ်သွားတော့အရာလေးထင်သွားတယ်ပေါ့နော်ရေနေနဲ့များမယ်ဆိုရင်အကွင်းလိုက်ရေဘွက်ကလေးဟာထင်သွားမယ်ပြီးရင်လည်းပဲပျောက်သွားတယ်နောက်ထပ်တစ်ပေါက်ကျလာတယ်အရာထင်သွားတယ်ပြီးတော့ပျောက်သွားတယ်နောက်ထပ်တစ်ပေါက်ကျလာတယ်ဝိုင်းကလေးအရာလေးထင်သွားတယ်ပြီးတော့လည်းပျောက်သွားတယ်အဲ့ဒါကိုရေဘွက်လို့သုံးတယ်နော်ဘူလုံးလေးထနေတဲ့သဘောမဟုတ်ဘူးနော်အရာလေးထင်သွားတဲ့သဘောလေးပေါ့နော်ဝိုင်းလေးဦးဇင်းတို့ကံပြင်းပေါ်မှာခဲချလိုက်တယ်ဆိုရင်လှိုင်းကလေးဝိုင်းလေးကအဝိုင်းလိုက်ကလေးရေးနဲ့ဘေးကိုပြေးသွားပြီးတော့လည်းညီသွားတယ်ပေါ့ဟုတ်လားအခုမိုးပေါက်ကျတယ်ဆိုတော့ तू ကမြန်ဆန်ထင်ပြီးတော့မြန်ဆန်ပျောက်သွားတဲ့အနေအထားမျိုးရှိနိုင်တယ်ပေါ့အဲ့ဒါကိုထိုင်းပြီးတော့ကြည့်မယ်ဆိုရင်ဒီဝိုင်းလေးတွေအကွက်ကလေးတွေထင်းလာတာလေးတွေကဘာသဘောရှိတော့ဘာသဘောမှမရှိဘူးသူလည်းပဲဘယ်လိုမျိုးခုနတုန်းကပြောထားတယ်နော်၃ချက်မမေ့နဲ့ဟုတ်လားအသုံးမဝင်တဲ့သဘောအချီနီးသဘောတန်ဖိုးမဲ့သဘောပေါ့နော်ရိဋ္ဌတုစ္ဆ
အတာရကဟုတ်လားအသုံးမဝင်ဘူးအချီနီတန်ဖိုးမဲ့သဘောမြင်လာလိမ့်မယ်တဲ့အဲ့ဒါလိုပဲဝေဒနာခံစားချက်ဆိုတဲ့သဘောတရားဆင်းရဲတယ်လို့ပဲပြောချမ်းသာတယ်လို့ပဲပြောဟုတ်လားဆင်းရဲခြင်းချမ်းသာခြင်းမထင်ရှားတဲ့အရာပဲဖြစ်ဘယ်ခံစားချက်ပဲဖြစ်အခိုက်အတန့်လေးပေါ်လာပြီးတော့ပျောက်သွားတဲ့အတွက်ကြောင့်အဲ့ဒီမိုးပေါက်ကလေးကြာလာလို့အရာကလေးထင်လာတယ်တောက်လျှောက်ပဲပျောက်သွားတယ်လို့မျိုးပေါ့အဓိကမတည်မြဲတဲ့အနေအထားလေးကိုမြင်မှဒီခံစားချက်ကဖြစ်နိုင်တာပေါ့နော်ရသော်ဘုရားကဝေဒနာတွေကိုဧည့်သည်နဲ့ဥမာပေးပြီးတော့ဟောတာလည်းရှိတယ်ဟုတ်လားလမ်းစုံလမ်းကွာလမ်းလေးကွာမှာစောက်ထားတဲ့ဆရာကြီးဘော်ကိုအရက်လေးမျက်နှာအရက်ရှင်းမျက်နှာကအလှအသီးသီးကလူမျိုးစုံအကြောင်းမျိုးကြောင့်ရောက်လာပြီးတော့ဝင်ပြီးတော့နားကြတယ်ခိုကြတယ်တဲကြတယ်ပြီးရင်လည်းပဲကိုယ့်အကြောင်းနဲ့ကိုယ့်ခီးကိုဆက်ကြတယ်ဧည့်သည်တွေဟာဒီဇရပ်ပေါ်မှာအမြဲနေမယ်ဆိုတဲ့စိတ်ကူးနဲ့ရောက်လာကြတာမဟုတ်ဘူးနော်အဲ့ဒါလိုပဲဒီခန္ဓာအိမ်ကိုခံစားချက်တွေရောက်လာတယ်ဆိုတာအမြဲတမ်းတည်ရှိနေဖို့အနေထားမဟုတ်ဘူးအခိုက်အတန့်လေးပဲအကြောင်းအားလျော်စွာရောက်လာတယ်ပြီးတော့တောက်ွယ်သွားတယ်ပေါ့ဒါဝေဒနာရဲ့အနိစ္စကိုမြင်မယ်ဆိုရင်ဝေဒနာဟာဒီရေပွဲကလေးတစ်ပွဲနော်ဘာမှသုံးမရတဲ့အချီးနီးအနှစ်မဲ့အရာသာဖြစ်တယ်ဆိုတာကိုသိနိုင်တယ်ပေါ့ချမ်းသာတယ်လို့ပဲပြောဆင်းရဲတယ်လို့ပဲပြောအခိုက်အတန့်မျှတာဖြစ်တဲ့အတွက်ကြောင့်ဒါကိုဦးဇင်းတို့နားလည်ဖို့လိုတယ်နော်ချမ်းသာခြင်းဆင်းရဲခြင်းကိုကျွတ်တို့ကအနိစ္စသဘောအခိုက်အတန့်သဘောကိုမသိတဲ့အခါကျတော့ချမ်းသာခြင်းဆင်းရဲခြင်းကိုအယံကိုသူတို့နှစ်ခုဟာကွာခြားတယ်လို့ထင်တယ်ဆင်းရဲတာဟာကြောက်စရာကောင်းတယ်လို့ချမ်းသာတာဟာမက်စရာကောင်းတယ်လို့ထင်ကြတယ်ဟုတ်လားတကယ်တည်းကချမ်းသာတာပဲပြောဆင်းရဲတယ်ပဲပြောအခိုက်အတန့်ခြင်းဖြစ်သွားတာလေးတော့မတူဘူးလားတူတယ်နော်အဲ့ဒီအချက်ကိုမြင်လို့ရှိရင်ချမ်းသာခြင်းကိုလည်းပဲသိအထင်မကြီးသလိုဆင်းရဲခြင်းကိုလည်းသိပြီးတော့ကြောက်လန့်မှာမဟုတ်ဘူးပေါ့ဟုတ်လားအဲ့တော့အဲ့ဒီအမှန်တရားထိမြင်အောင်ဦးဇင်းတို့သွားဖို့မလိုဘူးလားဝေဒနာတွေကိုဦးဇင်းတို့တွေကခံစားပြီးတော့မျောလိုက်သွားကြတာပဲများတယ်သူ့ရဲ့အခြေအနေမှန်ကိုအတွင်းထိရောက်အောင်ဝင်ပြီးတော့မလိုက်ကြဘူးပေါ့နော်ဝေဒနာကိုနားလည်ရင်ချမ်းသာတယ်ဆင်းရဲတယ်ဆိုတာတော့ပဲနားလည်ကြတယ်တူညီစွာပျောက်ကွယ်သွားတယ်ဆိုတဲ့အချက်ကိုကြတော့အထက်ထိရောက်အောင်မကြည့်မိကြဘူးအဲ့ဒီထိသွားဖို့မလိုဘူးလားအဲ့ဒါဆိုရင်ကိုကဘာလုပ်ဖို့လိုတော့ဇိမ်ပြေနေပြေကြည့်ဖို့လိုတယ်စိတ်ရှိလက်ရှိကြည့်ဖို့လိုတယ်ရတ္တိန်တိဝမတ္တန်တိတောနေရောညရောမပြင်းမရိလို့အထုံမြတ်စွာဘုရားဟောတယ်အလေးအကျင့်များမှသူ့ရဲ့အကြောင်းကိုသိတဲ့နေရာမှာပိုင်နိုင်သိနိုင်တာဟုတ်လားဒါဝေဒနာနဲ့ပတ်သက်ပြီးတော့ရေပွဲလို့အဲ့လိုဟောတယ်နော်နောက်ထပ်ပါလာမတော့တင်ញဲခန္ဓာတင်ညာကိုကြတော့မြတ်စွာဘုရားဘယ်လိုဟောတော့တန်လျက်တယ်နော်တန်လျက်ဆိုတာကနေပူတဲ့အခါမှာဦးဇင်းတို့ရိပ်နဲ့ထင်နေတာရှိတယ်ဒါကိုလည်းတန်လျက်လို့သုံးတာရှိတယ်နောက်တစ်ခုကတန်လျက်ကိုရေထင်ရွှေသမင်းအလိုက်မှားတယ်ဆိုတဲ့စကားတစ်ခုလည်းရှိတယ်အဲ့ဒါကတ္တရာလမ်းတွေပါဒီပေါ်မှာဦးဇင်းကဒီမြတ်စွာဘုရားပေးတဲ့ဥမာလေးတွေကိုတချို့ဟာလေးတွေနားမလည်ဘူးနားမလည်ရင်ဒီဟာနဲ့ပတ်သက်ပြီးတော့ကြုံတိုင်းဆုံတိုင်းသတိထားဖြစ်တယ်ပေါ့အဲ့ဒီကတ္တရာလမ်းပေါ်မှာဒီကကားနဲ့သွားလိုက်လို့ရှိရင်ဒီညီးနေတဲ့နေရာမျိုးလေးဟာတကယ်ရေနဲ့အရန်တူတာပဲခလန်းလာကြည့်အရေးတောင်ထင်းနေတယ်ဟုတ်လားဟိုးတွေကမီးထွန်းထားတယ်ဒါမှမဟုတ်အယောင်တစ်ခုရှိတယ်ဆိုအဲ့ဒီနေရာမှာအရေးသွားထင်းနေတယ်ကတ္တရာဟာမှန်လို့ညီတဲ့အရာတစ်ခုမဟုတ်ဘူးဒါပေမဲ့ဘလို့ကြည့်ပြီးတော့ဘလို့ညီးပြီးတော့ဘလို့လှည့်စားသွားလဲတော့မသိဘူးမျက်စိထဲမှာအဲ့ဒီလိုမြင်ရတယ်တတိထားပြီးတော့ကြည့်ပေါ့နော်တခါတော့မကွေးဘက်ကိုအရင်ကားနဲ့သွားတဲ့အခါကျတော့အဲ့ဒီလမ်းဘေးကိုရှောက်ပြီးတော့ကြည့်လိုက်လာနေရာလည်းတော်တော်ပူတယ်အဲ့လိုကြည့်ရင်းနဲ့ရေကန်ကြီးလို့ထင်တယ်ဗျာစိတ်ထဲမှာဘေးကိုဟာတော်တော်စမ်းကြပါလားပေါ့ဒါကိုပြောတာနဲ့တူတယ်တော့အဲ့ဒါနဲ့ကားတောင်ရက်ခိုင်းပြီးတော့တေချာဥဒ္ဒန်ကြည့်တယ်ဘာတော့မရှိပါဘူးအဲ့လိုပြင်းရင်းနဲ့အဲ့လိုကြီးထင်ရတယ်ပေါ့နော်စိတ်ထဲမှာတန်လျက်ဆိုတာဒါပြောတာနဲ့တူတယ်တော့ပရိစ္ဆန်လေးတွေကြတော့သူတို့မှာစီစစ်ခွဲချမ်းဝေဖန်နိုင်တဲ့ဉာဏ်မရှိတဲ့ခါကျတော့ဒါကိုသူတို့ရေတို့တကယ်ထင်မယ်ပေါ့ဟုတ်လားအဲ့တော့တင်ညာဆိုတာဘာလဲဆိုတော့သူလည်းပဲဘာလို့ပြောအောင်ဆိုအလိညာတစ်မျိုးပဲလှည့်စားခြင်းတစ်မျိုးပဲဆိုတာကိုနားလည်ဖို့လိုတယ်မှတ်သားထားတာပေါ့နော်အဲ့တော့ဒီနေရာမှာဦးဇင်းတို့မဟာဗောဓိမြိုင်ဆိုတော့ဘုရားကြီးသုံးတဲ့အသုံးလုံးလေးတစ်ခုလည်းပဲတန်ဖိုးကြီးလိမ့်မလို့ထင်တာဆိုတော့ကြီးကဘာပြောဆိုဝေဒနာကချဲ့တယ်တင်ညာကလှဲ့တယ်တဲ့နော်ကြီးကျယ်တဲ့ခန္ဓာတယ်လို့ထင်နေတာကောင်းတယ်လို့ထင်နေတာဝေဒနာရဲ့ချဲ့ကားမှုပေါ့ဆိုကြပါစို့ဒုက္ခဝေဒနာတစ်ခုဖြစ်တယ်တကယ်ကိုပဲအကြီးအကျယ်ဆိုးသွားဟဲ့ညည်းညူရတယ်တကယ်ဝေဒနာကြီးကအဆိုင်ခဲကြီးလို့အကြီးကြီးလို့ကိုယ်ဖိထားတယ်လို့မျိုးဇောကြွေးတွေများကိုပြန်လို့ခံရတယ်ပေါ့နော်
ဒုက္ခဝေဒနာကအလုတ်တာတော့ချဲ့တာပုံကြီးချဲ့တယ်ပေါ့တကယ်တမ်းကစိတ်တခဏတစ်ခုချင်းသွားတာနော်ဟုတ်တယ်မဟုတ်လားဒါပေမဲ့ဘယ်လိုတော့ဝေဒနာကချဲ့တာနော်အဲ့လိုပဲချမ်းသာတဲ့ဥစ္စာကိုလည်းတချို့ဆိုရင်အယံကိုတုံခိုက်ကောင်းလိုက်တာဆိုတော့အမျိုးစိတ်ထဲကိုအထင်ကြီးဖြစ်သွားစေတယ်ပေါ့ဘယ်သူရဲ့ချဲ့ကားမှုလဲဝေဒနာရဲ့ချဲ့ကားမှုပေါ့နော်ဝေဒနာကချဲ့တယ်တင်ညာကလှဲ့တယ်တဲ့ထင်ကျင်တယ်လို့ကိုထင်ထားကြတာတွေအများကြီးရှိတယ်အဲ့ဒီအထင်တွေကိုတချို့ကြတော့စွဲနေအောင်မှတ်ထားတာရှိတယ်အဲ့ဒါကစိတ်ထဲမှာအလိုအလုတ်တယ်တခုခုတွေ့တာနဲ့အဲ့ဒီအစွဲအဲ့ဒီအမှတ်ကအလုတ်တော့တာအဲ့ဒါနဲ့သူကညှိတော့တာငါကတော့ဒါလိုလေးဆိုရင်ကောင်းတယ်လို့မှတ်ထားတယ်ဒီလိုလေးဆိုရင်ဆိုးတယ်လို့မှတ်ထားတယ်ဆိုကြပါစို့နော်အဲ့လိုဆိုရင်နောက်ဒီလိုလေးတွေ့ရင်ဒါကောင်းတယ်ကောင်းမကောင်းသိချာမစီစစ်တော့ဘူးငါကတော့မှတ်ထားတာနဲ့ပဲတန်းညှိပြီးတော့တခါတည်းဆုံးဖြတ်ချက်ချတယ်ပေါ့နော်တင်ညာရဲ့စွန့်ရည်တတိကိုမြင်တတ်ဖို့လိုတယ်နော်လေဒီဆိုတော့ဘုရားကြီးကတော့လိမ္မာတယ်ကျွမ်းကျင်တယ်လို့သုံးနှုံးတာမှန်သမျှဟာတင်ညာရဲ့နေပေကြီးပဲလို့အဲ့လိုဆုံးဖြတ်တယ်မိုးဆိုးကမိုးဆိုးအလုပ်ကိုလိမ္မာတယ်တန်ခါကတန်ခါအလုပ်ကိုလိမ္မာတယ်ဆရာဝန်ကဆရာဝန်လုပ်ကိုလိမ္မာတယ်ကိုယ့်အလုပ်ကိုလိမ္မာတယ်ဒါပါတော့မှတ်သားမှုရဲ့စွမ်းအားတွေပေါ့နော်အဲ့ဒါဘာလဲလို့မေးရင်တင်ညာရဲ့နေပေတဲ့အလွန်ကျဲတယ်နော်အဲ့ဒီတင်ညာကိုဘာလို့နားလဲရမှာတော့တန်လျက်လိုမျိုးနားလဲရမယ်ပေါ့တန်လျက်ကိုထိုင်းကြည့်တဲ့ပုဂ္ဂိုလ်ဟာဒါလည်းပဲအလိညာသဘောတစ်မျိုးပဲလို့နားလေတော့ပါတန်ဖိုးမှမရှိတဲ့အချီးနီးတန်ဖိုးမဲ့အသုံးမဝင်တဲ့အရာမျှတာဖြစ်တယ်လို့မြင်သွားတယ်ပေါ့ဒါတင်ညက်ခန္ဓာပေါ့နော်နောက်ပြီးတော့ဘာလာမတော့သင်္ခါရခန္ဓာသင်္ခါရခန္ဓာကျတော့မြတ်စွာဘုရားဥမာပေးဘလို့ပေးတော့အိမ်ဆောက်ခြင်းတဲ့လူတစ်ယောက်ကဓာတ်ကင်ပြီးတော့တောထဲကိုတက်သားသွားရှာတယ်အိမ်ဆောက်ဖို့ဆိုရင်တော့ခိုင်မာအသားရမှအဆင်ပြေမှာပေါ့နော်ဒါပေမဲ့သူကစိတ်မလဲ့တယ်လေမနှံ့တနှံ့လူဖြစ်တဲ့အတွက်ကြောင့်ငပြောပင်ကြီးချောချောကြီးတပင်တွေ့တယ်တဲ့အောက်တဲ့တငယ်သားလုံးငပြောပင်ဆိုတကယ်ကိုအကြီးပဲဟုတ်လားအဲ့ဒီငပြောပင်ကြီးကိုအိမ်ဆောက်ဖို့ဆိုပြီးတော့ခုတ်ချလိုက်တယ်ခုတ်ပြီးတော့ခုတ်လိုက်တော့အဖက်တွေကလန်ကုန်တော့အဖက်ခွာလိုက်တော့ဒီတစ်ဖက်ခွာပြီးတော့မဆုံးသေးဘူးနောက်တစ်ဖက်ရဲ့အစာထွက်လာပြီသူကတစ်ဖက်နဲ့ကဆက်နေတာကိုအဲ့ဒီတစ်ဖက်ခွာလိုက်နောက်တစ်ဖက်ရဲ့အစာထွက်လိုက်နောက်တစ်ဖက်ခွာလိုက်နဲ့နောက်တော့ဘာကြမ်းတော့ဥတိုင်းလေးတလောက်လေးတေးလေးပဲကြမ်းတော့တယ်ဘယ်နာလေးမှသုံးစားလို့မရတော့ဘူးနော်အဲ့လိုပဲငပြောတုံးကိုတစ်ဖက်ပြီးတစ်ဖက်ခွာပြီးတော့အနှစ်သာရရှာတဲ့အခါမှာဘာမှမတွေ့ရတယ်လို့မျိုးအဲ့ဒီငပြောတုံးကိုကြီးလိုက်ရင်လည်းပဲအော်ဘာမှသုံးမရတဲ့ဟာကြီးပဲအချီးနီးကြီးပဲတန်ဖိုးမဲ့ကြီးပဲလို့မြင်ရတယ်လို့မျိုးတဲ့ဟုတ်လားသင်္ခါရတရားတွေကိုလည်းပဲအဲ့ဒါလိုမျိုးမြင်အောင်ကြိုးစားရမယ်ပေါ့ပြုလုပ်တယ်စစ်စော်တယ်ဆိုတာအဓိကကုသိုလ်ကံအကုသိုလ်ကံကိုသင်္ခါရတရားထဲမှာထည့်ပြီးတော့နားလည်ဖို့လိုတယ်ဟုတ်လားအဲ့ဒီကုသိုလ်ကံအကုသိုလ်ကံကြောင့်ဒီစေတနာတွေကြောင့်အကျိုးရလဒ်တွေဆိုတာတော့ထွက်လာတယ်ဒါပေမဲ့ထွက်လာတဲ့အကျိုးရလဒ်ကဘာမျိုးလဲလို့ပြီးတော့အနိစ္စမျိုးဖြစ်နေတယ်ဒီအချက်ကိုသေချာသဘောပေါက်အောင်စဉ်းစားနော်ကြိုးစားအထုတ်လို့ရရှိလာတဲ့အကျိုးရလဒ်ကဘာမျိုးဖြစ်နေတာတော့အနိစ္စမျိုးဖြစ်နေတယ်မတည်မြဲတဲ့အမျိုးပေါ့နော်အဲ့တော့လေဒီဆိုဘုရားကြီးမြတ်ပေးတဲ့ဥမာတစ်ခုရှိတယ်အနန္တကာတတယ်အဆုံးမရှိတဲ့အာကာတအပေါက်ကြီးတစ်ပေါက်ပေါ့နော်အဲ့ဒီအပေါက်ကြီးတွေကိုဘာတွေပဲပြစ်ချလိုက်ဘယ်တော့မှတစ်ခုခုပြည့်သွားတဲ့အဖတ်တင်သွားတယ်ဆိုတာမရှိဘူးထဲချလိုက်ရင်ပျောက်သွားလိုက်ရင်ထဲချလိုက်ရင်ပျောက်သွားလိုက်ရင်မမွန်းမပန်းထဲကျင်တဲ့လောက်သာထဲနေဘာမှဖြစ်လာတဲ့အကြောင်းမရှိဘူးပေါ့အဲ့လိုပဲသင်္ခါရတရားဆိုတာဘာတွေပဲလှုပ်ခြိုက်တဲ့လောက်လှုပ်ပြီးအကျိုးရလဒ်ထွက်မယ်ထွက်ပြီးအဲ့ဒီအကျိုးရလဒ်ကပျက်စီးသွားတယ်ပြီးဆုံးသွားတယ်နောက်ထပ်လှုပ်အောင်ပျောက်သွားပြန်ရင်ထပ်လှုပ်လိုက်ပျောက်သွားရှေ့ကအတွင်ရင်နောက်ကအတွင်ဖြက်ပေါ့နော်ဘာအဖတ်တင်တယ်လဲဘာမှအဖတ်မတင်ဘူးတော့ကျွတ်တို့တွေကဉာဏ်မရှိလို့သာလဲဘာဖြစ်ရင်ကောင်းတယ်ညာဖြစ်ရင်ကောင်းတယ်လို့ထင်နေကြတာဘာဖြစ်လို့မှတကယ်တမ်းကအကောင်းမဟုတ်ဘူးဘာလို့ဆိုတော့ပြီးဆုံးသွားလို့တကယ်တမ်းကအနိစ္စကအဓိကမြင်ဖို့တော့ချက်ပဲနော်အနိစ္စကိုမြင်မှအခုပြောနေတဲ့တရားဒေသနာတွေကိုအများကြီးရိပ်စားနိုင်မှာဟုတ်လားအေးအဲ့တော့သင်္ခါရတရားကိုဘာနဲ့ဥမာပေးတော့ငပြောတုံးနဲ့ဥမာပေးတယ်တဲ့နော်ဘလို့ဘာတွေပဲဖြစ်လို့နေတန်ဖိုးမရှိတာတွေကြီးပဲဆိုတာကိုဖြစ်နေလို့ပေါ့ဟုတ်လားနောက်ဝိညာဉ်ကိုကြတော့စောစောကအရေးအမြတ်ဦးဇင်းတို့ပြောခဲ့တယ်မာယုပမာနိစ္စဝိညာဏံမျက်လက်ဆရာနဲ့တူတယ်တဲ့မျက်လက်သမားတယောက်ပြတာကိုမျက်စိအမြင်နဲ့ပြည့်စုံတဲ့လူတယောက်ကထိုင်ပြီးတော့ဇိမ်ပြေနေပြေကြည့်တယ်ဒီလူဘလို့တွေလိမ့်နေတော့လိမ့်တာကိုမြင်လိုက်သည်ဖြစ်စေမမြင်လိုက်သည်ဖြစ်စေဉာဏ်အမြင်ရှိမယ်ဆိုလို့ရှိရင်ဒါဟာလိမ်ညာမှုပဲဆိုတာကိုတော့ကျွတ်တို့ရိပ်မိလို့ရတယ်မဟုတ်လားရတယ်နော်စက္ကူစာလေးကိုဆွဲဆုပ်ပြတယ်လက်တစ်ဖက်ကနေပြီးတော့ပိုက်ဆံတွေထွက်လာတယ်တကယ်သာပိုက်ဆံထွက်လာကြဆိုရင်ဒီလူဟာမျက်လှည့်ပြစားတဲ့အကြောင်းကိုမရှိဘူးသူလုံနေုံပဲလေဟုတ်တယ်မဟုတ်လားစဉ်းစားပေါ့နော်အဲ့တော့မျက်လှည့်ရဲ့သဘာဝဆိုတာတ
တကယ်တမ်းကပါလေအလိမ်ညာလိမ်ညာတာမှ तू ကဘယ်လိုတော့လိမ်ညာမှမသိအောင်ကိုပဲလိမ်ညာနိုင်တာဟောအဲ့ဒီအချက်ကဘိုးတော်စဉ်းစားကြရကောင်းသွားတယ်နော်လိမ်ညာနေတာကိုလိမ်ညာနေတယ်လို့ကိုကြည့်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာမသိရအောင်ပိပိရိရိလိမ်ညာနိုင်တယ်ပေါ့ပညာကလှည့်စားတာတဲ့တောင်ဝိညာဉ်ကလှည့်စားတာကပိုးပြီးတော့နဲ့နေတယ်လို့ဆိုခြင်းတယ်ဟုတ်လားအာစိတ်ကငါသိနေတာဒါအမှန်ပဲကဲဘယ်သူမှကိုသူ့ကိုတရားချလို့မရဘူးဖြောင်းပြလို့မရဘူးကိုလိန်ထားဆိုတော့မသိဘူးလေလိန်တယ်လို့လည်းမထင်ဘူးလေဟုတ်လားကိုတိုင်းသိထားတာလို့ပဲထင်နေတယ်ဟုတ်လားဒါကြောင့်ဒီဥစ္စာကနားလည်ဖို့အတွက်ဦးဇင်းတို့တွေတတိကောင်းကောင်းထားဖို့လိုအပ်တယ်ပေါ့နော်တတိဆွဲဆွဲမြဲမြဲထားမှနော်ဒီဒေသနာတွေကိုဦးဇင်းတို့တဖြည်းဖြည်းနဲ့ရိပ်မိလာနိုင်တာရိပ်မိလာတယ်ဆိုတာတကယ်တမ်းကဘာလဲလို့မေးရင်ဉာဏ်ပညာမြင့်လာတဲ့သဘောပါပဲဟုတ်လားအဲ့ဒီဉာဏ်ပညာကအလကားမြင့်မှာမဟုတ်ဘူးနော်တတိဆိုတဲ့အရင်အနည်းကိုပေးဖို့မလိုဘူးလားလိုတယ်နော်တတိကိုထပ်ခါထားနိုင်အောင်ကြိုးစားထပ်ခါထားနိုင်လေဒါရဲ့ပုံမှာတဖြည်းဖြည်းနဲ့ရိပ်မိလာလေဆိုတာဖြစ်လာမယ်ဟုတ်လားအဲ့ဒါမြတ်စွာဘုရားကဒီမျက်လက်เสียလိန်ညာနေတာကိုထိုင်းပြီးတော့ကြည့်တဲ့လူတယောက်ဟာဩဒါလည်းဘာတန်ဖိုးမှမရှိတဲ့တက်အနှစ်သာရမဲ့တဲ့အရာတစ်ခုပါလားလို့သိတယ်လို့မျိုးကိုယ့်ရဲ့စိတ်ကူးတွေအတွေးတွေအကြံတွေဟုတ်လားဒီဥစ္စာတွေကိုလည်းပဲကိုကသတိထားပြီးတော့ကြည်ရင်းနဲ့ဒီစိတ်ဝိညာဉ်ရဲ့အနှစ်သာရကင်းမဲ့တဲ့တန်ဖိုးမရှိတဲ့အချီးနှီးသဘောကိုမြင်အောင်ကြိုးစားရမယ်ပေါ့ဒါဆိုလို့ရှိရင်သူ့ရဲ့ဉာဏ်ပညာဟာရင့်ကျက်ပြီးတော့ဒီသဘာဝတရားတွေရဲ့ပုံမှာညှင်းငွေပြီးတော့နောက်ဆုံးဆွဲမဲ့မှုကင်းပြီးတော့လွတ်မြောက်တဲ့အနေအထားကိုမရောက်နိုင်ဘူးလားရောက်နိုင်တယ်နော်ဒါကြောင့်စိတ်ကိုဘာနဲ့တူတယ်လို့ဦးဇင်းတို့နားလည်ရမှာတော့မျက်လဲဆရာနဲ့တူတယ်လို့နားလည်ရမေးတဲ့ဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ဂါထာလေးတစ်ပုဒ်စိတ်ကိုပဲဦးစားပေးပြီးတော့မြတ်စွာဘုရားဟောတာအဲ့ဒီတုတ်တန်ထဲမှာအခြေတဝန်းတော့ပြောစရာတော့အလွန်ကောင်းပါတယ်ဒီတုတ်တန်ကဧတာတိတာယတတ္တနောမာယာယံဘာလလပိနီဝရကောဧတအခါတော်တာတော်ဣဋ္ဌနာဝိစတိတဲ့အဓိပ္ပာယ်ကဘာပြောလို့ဆိုတော့အယံတန်တာနောဤစွန့်ပစ်ခြင်းသဘောတရားအစဉ်သည်ဆိုလိုတာကဒီခန္ဓာကိုယ်ကြီးကတစ်ချိန်ကျရင်ပျက်စီးသွားမယ်ပေါ့နော်ပျက်စီးသွားပြီဆိုတာကဘာပြောတာတော့အသက်ရဲ့ကမ္မစတေဇောလို့ဆိုတဲ့အပူတက်ကလေးရဲ့ဝိညာဉ်ရဲ့ဒီသုံးခုမရှိတော့တာပေါ့အဲ့ဒီမရှိတော့တဲ့အချိန်မှာဒီခန္ဓာကိုယ်ကြီးကနော်ယုတ်ကလအနေနဲ့ကြံရစ်တယ်ပေါ့နော်အဲ့ဒါကတဖြည်းဖြည်းဖောက်ပြန်ပြောင်းလဲပြီးတော့ပရဘက္ခတဘာသောတရားရဲ့အစာဖြစ်ပြီးတော့ဒီလိုပဲပျောက်သွားမယ်ပေါ့နော်အဲ့ဒါကိုအခြေခံပြီးတော့မှမြတ်စွာဘုရားဟောတာနော်အယံတန်တန်တော့ဤစွန့်ပစ်ခြင်းသဘောတရားစဉ်သည်ဧတာတိသောဤအတိုင်းရှုအပ်သောသဘောရှိဒါကြီးကဒီလိုကြီးဖြစ်မှာပဲတဲ့ဒီတိုင်းပဲတဲ့အယံဤဝိညာဉ်နဲ့ခန္ဓာသည်ဘာလလပင်ဒီအန္တဘာလပုထုဇဉ်တို့ကိုငါဥစ္စာဟုဆွဲလန်းပြောဆိုစေတတ်သောတဲ့ဆိုလိုတာကဒီစိတ်ကလေးကပုထုဇဉ်တွေကိုဒါငါပဲဒါငါဥစ္စာပဲလို့ရောင်မှားပြောဆိုစေတတ်တဲ့သဘောရှိတယ်တဲ့ဒီစိတ်ရဲ့သဘောကြောင့်ကျုပ်တို့ပြောနေကြတာပေါ့နော်မာယာမျက်လက်တဖွယ်သာဒီဧတာဤခန္ဓာ၅ပါးကိုဝရကောတုတတမဟု၍အခါတော်ဆိုအပ်၏ဣဋ္ဌဤခန္ဓာ၅ပါး၌ဘာတော့နေသဒုက္ခအတ္တအနှစ်သာရသည်နာဝိဇ္ဇတိမရှိတဲ့ဆိုလိုတာကဒီခန္ဓာ၅ပါးအစုအဝေးထဲမှာနေသရဲ့ဒုက္ခရဲ့အတ္တရဲ့ဆိုတဲ့တန်ဖိုးရှိတဲ့အရာ၃ခုမပါဘူးပေါ့နေသဆိုတာဘာလဲတည်မြဲတဲ့သဘောဒုက္ခဆိုတာကောင်းမွန်တဲ့သဘောအတ္တဆိုတာငါလို့ပြောလို့ရလောက်အောင်အခိုင်အမာသဘောအနှစ်သာရသဘောပေါ့နော်အဲ့ဒီသဘောတွေဒီခန္ဓာထဲမှာမပါဘူးတဲ့အဲ့ဒီမှာဦးဇင်းတို့ဒီဝိညာဉ်ကိုသူကဘယ်လိုပြောထားတော့အဲ့ဒီစကားလုံးလေးနှလုံးကိုပြောချင်တာနော်ဘာလလာပိနီလူမိုက်တွေကိုစကားများစေတတ်တယ်လူမိုက်ဆိုတာကတပ်ဖြတ်ခိုးဆိုးနေတဲ့လူမိုက်ကိုဆိုလိုတာတော့မဟုတ်ဘူးနော်ဒီခန္ဓာအမှန်တရားကိုမသိတဲ့လူတွေကိုဒီနေရာမှာလူမိုက်လို့ပြောတာဟုတ်လားဘာလလာပိနီလူမိုက်တွေကိုအများကြီးစကားတွေပြောစေတတ်တယ်ပြောနေတဲ့စကားတွေဟာဘာလဲဒီဝိညာဉ်ရဲ့အစွမ်းပေါ့နော်သူထင်းနေတာဟုတ်လားလှည့်စားခံရတာကိုယုံမှားပြီးတော့ဘာလို့နေတော့ပြောနေတာဟုတ်လားပြီးတော့ဗါတဲ့တော့မာယာမျက်လှည့်တပွဲဖြစ်တော့တဲ့နော်ဝိညာဉ်ကိုအဲ့လိုအထူးပြုပြီးတော့မြတ်စွာဘုရားဟောတယ်ဟုတ်လားဒါကြောင့်ကိုဘယ်ရာကလှည့်စားနေတယ်လဲဆိုတာလေးကိုသိအောင်ကြိုးပမ်းအထောက်ကြဖို့မလိုဘူးလားဘယ်ရာကမှကိုယ့်ရဲ့စိတ်လောက်ကိုမလှည့်စားနိုင်ဘူးဆိုတာလေးကိုကောင်းကောင်းလက်ခံနိုင်ဖို့လိုတယ်ပေါ့ဟုတ်လားအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ပိုးပြီးတော့ဦးဇင်းတို့ရှင်းသွားစေတဲ့မာဂန္ဒီယသုတ်တန်ထဲမှာလာရှိတဲ့ဒေသနာကောင်းထုတ်ချက်လေးတစ်ခုကိုလည်းဦးဇင်းတို့ပြောပြမယ်နော်ဘယ်နှစ်ကတော့ဦးဇင်းတို့မာဂန္ဒီသုတ်တန်ကိုဒီမှာဟောဘူးတယ်လို့ထင်ပါတယ်ဟုတ်လားမာဂန္ဒီပုံနာကြီးကအညောင်းမြေလမ်းလျှောက်သွားရင်းနဲ့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ဘာရဒါဇပုံနာစီကိုရောက်တာလေအဲ့လိုရောက်တဲ့အခါကျတော့ဝင်ရင်းနဲ့
ရသော်ဘုရားကအဲ့ဒီဘာရဒဇပုံနာရဲ့မီတင်းကုတ်ထဲမှာတိတ်ဆိတ်လို့ဆိုပြီးတော့လာပြီးတော့သတင်းသုံးတာရှိတယ်တဲ့အဲ့ဒါမြတ်စွာဘုရားလာသတင်းသုံးလို့ရှိရင်ထိုင်ဖို့ဆိုပြီးတော့မျက်ဖြာအခင်းလေးတတ်ရလေးအဲ့ဒါကိုဘာရဒဇပုံနာကမြတ်စွာဘုရားကိုခင်းပေးတာပေါ့အဲ့ဒါမြတ်စွာဘုရားခင်းပြီးလို့ရှင်ထိုင်ပြီးလို့ပြန်ကြွသွားပြီဆိုရင်အဲ့ဒီမျက်ခင်းလေးကိုခောက်ပြီးတော့တတ်လေးထားခဲ့တယ်ပေါ့အဲ့ဒါမာဂန္ဒီပုံနာကအဲ့ဒီလိုလာရင်းနဲ့အဲ့ဒီမျက်ဖြာလေးကိုမြင်တဲ့အခါကျတော့သူ့တငယ်ချင်းကိုပြောတာပေါ့။အော်ဒါယဟန်တစ်ပါးပါအတုံးဆောင်ပဲဘယ်ယဟန်မြတ်ဒီကိုလာပြီးတော့နေတယ်လေပေါ့။အဲ့လိုပြောတဲ့အခါကျတော့ယဟန်ဂေါရမလာပြီးတော့နေတယ်ဒါယဟန်ဂေါရမရဲ့မျက်ဖြာလေးပေါ့။အဲ့လိုလည်းပြောလိုက်ရောမာဂန္ဒီကအော်ငါဟာမမြင်အပ်တဲ့အရာကိုမြင်ရတယ်မမြင်သင့်တဲ့အရာကိုမြင်ရတယ်ငါယုံညံ့တဲ့အရာကိုမြင်ရတယ်လို့သူအဲ့လိုပြောတယ်။ဟာမင်းအဲ့လိုမပြောပါနဲ့ပေါ့။ယဟန်ဂေါရမဆိုတာယဟန်ပညာရှိများစွာပုံနာပညာရှိများစွာမင်းပညာရှိများစွာကတကယ်ကိုပဲကိရိတာကင်းတယ်ဆိုပြီးတော့အထွတ်အမြတ်ထားပြီးတော့ကိုယ်ွယ်ခြင်းကိုခံရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါကြောင့်စကားကိုထိမ့်ပြောပါပေါ့။အဲ့တော့မာဂန္ဒီကဘာပြောလို့ဆိုတော့ရပါတယ်တဲ့ယဟန်ဂေါရမရဲ့ရှေ့မှာငါကဒီလိုပြောတယ်လို့သင်ရဲဝံ့သာပြောလိုက်ပါကိစ္စမရှိဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ယဟန်ဂေါရမရဲ့နေပုံထိုင်ပုံပြုမှုကျင့်ကြံမှုဟာတို့ရဲ့ကျမ်းစာတွေအရာအဲ့ဒါဟာအညွန့်တုံးနေတဲ့လူတစ်ယောက်ရဲ့ပြုမှုပြုံမှုနဲ့အတူတူပဲတဲ့။မြတ်စွာဘုရားအဲ့လိုပြောတာနော်အညွန့်တုံးတဲ့လူလောကရဲ့ကြီးပွားရေးကိုဘာမှမဆောင်ရွက်နိုင်တဲ့လူလို့သူတို့ကရည်ညွှန်းပြီးတော့ပြောတာပေါ့ဟုတ်လားအဲ့ဒါနဲ့နောက်နေ့ရောက်တော့မြတ်စွာဘုရားကြွလာတယ်ကြွလာပြီးတော့အဲ့ဒီဘာရဒဇာကဘာမှမပြောသေးခင်မှာပဲမြတ်စွာဘုရားကဘာရဒဇာတဲ့ဒီမြက်ခင်းလေးကိုအကြောင်းပြုပြီးတော့သင်တဲ့မာဂန္ဒီနဲ့တစုံတရာမြင်ပြောဆိုခဲ့ကြသလားလို့အဲ့လိုမေးတယ်တော်တော်ကိုကြည်တိထသွားတယ်တဲ့ဘာရဒဇာရဲ့စိတ်ထဲမှာသူပြောမလို့လှုပ်တုံးရှိသေးမြတ်စွာဘုရားဥအောင်ပြောလိုက်တယ်ပေါ့အဲ့ဒါနဲ့ဟုတ်တဲ့အကြောင်းမှန်တဲ့အကြောင်းရှောက်နေတုံးရှိသေးမာဂန္ဒီကလည်းဆိုင်မြိုင်ရောက်လာတယ်အဲ့ဒီမှာမြတ်စွာဘုရားနဲ့စကားအခြေအချပြောကြတာပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားကပထမပိုင်းမှာဘာပြောပြတုံးဆိုတော့ဒီအညွန့်တုံးနေဆိုတဲ့စကားကိုဖြည့်ရှင်းချက်ပေးတာပေါ့သူတို့ရဲ့ကျမ်းစာတွေထဲမှာဒီမြင်စရာတွေကိုအများကြီးရှိအောင်လုပ်ရမယ်ကြားစရာတွေကိုအများကြီးရှိအောင်လုပ်ရမယ်ခေတ်အနေနဲ့ပြောမယ်ဆိုရင်အများကြီးတိုးတက်အောင်ဆင်ပြေအောင်ဆင့်မြင့်အောင်လုပ်ရမယ်ပေါ့နော်အဲ့ဒါမှသာလျှင်တိုးတက်တဲ့ကြီးပွားတယ်ပေါ့ရသော်ဘုရားရဲ့အဆုံးအမကြတော့အဲ့လိုမဟုတ်ဘူးဒါတွေကိုလိုက်နေလို့ရှိရင်မဆုံးနိုင်ဘူးဒါတွေရဲ့ပုံမှာမမောမှုဆိုတဲ့လောဘတွေဟာပူလောင်တယ်ရကျင်တာလည်းပူလောင်တယ်ရကျင်တာမရတဲ့အခါမှာမကြည်မနှက်ဖြစ်ရတာလည်းပူလောင်တယ်ပြောရရင်ဒီအာယုန်တွေကိုဖြတ်နိုင်ရင်ဖြတ်နိုင်တဲ့လောက်ငြိမ်းချမ်းတယ်ဟောဒီလိုသွားတာနော်အဲ့ဒီမှာမြတ်စွာဘုရားကသူ့ရဲ့အည်အသွေးတွေကိုပါဖော်ပြပြီးတော့စိတ်แท้ကိုဝါစာဒါတွေရဲ့ပုံမှာမမောမှုကင်းအောင်လှုပ်ထားတဲ့အတွက်ကြောင့်မမောမှုကင်းနေတဲ့အတွက်ကြောင့်ဒါတွေကိုမလိုချင်မရချင်တဲ့ငါမှာဘာအပြစ်မြန်ရှိသလဲဆိုတာကိုမြတ်စွာဘုရားအဲ့ဒီမှာရှင်းလင်းချက်ထုတ်ပြတာအရန်ကောင်းတယ်အဲ့ဒီသုတ်တာဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ဒီအာယုန်တွေရဲ့ပုံမှာစွဲမဲ့တဲ့လောဘဆိုတာနုနာယောဂနဲ့တူတယ်ဆိုပြီးတော့နုနာယောဂတွေနဲ့ဥမာပေးပြီးတော့အခြေတဝတ်မြတ်စွာဘုရားအဲ့ဒီမှာဟောတာအဲ့ဒါလိုဟောရင်းနဲ့ဟောပြောချက်တစ်ခုပြီးတဲ့အချိန်မှာမြတ်စွာဘုရားကမလုပ်လဲဆိုတော့ဂါထာလေးတစ်ပုဒ်ရွတ်တယ်တဲ့အဲ့ဒီဂါထာကဒီပုံနာကိုကြည့်ပြီးတော့စိတ်ထဲမှာမဆန့်တော့လို့မို့ဥဒန်းကျူးလိုက်တဲ့သဘောပဲသူ့ကိုဟောတာလည်းမဟုတ်ဘူးဒါပေမဲ့ရှိမှတော့သူတို့တော့ရှိနေတယ်ဟုတ်လားအဲ့ဒီဂါထာလေးကဘာတော့ဆိုတော့အာရောကျပရမလာဘာနိဗ္ဗာန်ပရမန်ဒုက္ခံအထင်ကြီးကောဇမေဃာနာခေမအမတဂာမိနံနော်လက်တကလက်ထဲမှာအနာယောဂကင်းခြင်းဆိုတဲ့လက်ဟာအကောင်းဆုံးလက်ဖြစ်တယ်နော်နိဗ္ဗာန်ဆိုတဲ့တရားကတော့အကောင်းဆုံးချမ်းသာဖြစ်တယ်နော်မဲခင်၈ပါးဆိုတဲ့လမ်းကတော့လမ်းတကလမ်းထဲမှာအမျက်ဆုံးလမ်းဖြစ်တယ်လို့အဲ့ဒီအဓိပ္ပာယ်ရတယ်အဲ့ဒီဂါထာလေးကိုလည်းရွတ်လိုက်ရတဲ့ခါကျတော့မာဂန္ဒီကအံ့ဩသွားတယ်ပေါ့အံ့ဩစရာကောင်းလိုက်တာတဲ့ဘာဖြစ်လို့တုံးဆိုတော့ဒီဂါထာကိုသူရတယ်တဲ့သူတို့ဗရပိုက်တွေဆရာအစဉ်အဆက်ဒီဂါထာလေးကိုရွတ်ခဲ့ကြတာအဲ့တော့အရှင်ဂေါတမအခုရွတ်ဆိုလိုက်တဲ့ဂါထာကကျွန်ုပ်တို့ကျမ်းစာတွေထဲမှာလာတဲ့ကျွန်ုပ်တို့အမျိုးအနွယ်ကလူတွေရွတ်ဆိုတာနဲ့တထေရတဲ့ပဲတဲ့ဒါကိုသူတို့လည်းပဲရတယ်ပေါ့အဲ့ဒါနဲ့သူကလည်းအဲ့ဒီဂါထာလေးကိုကြိုက်တယ်ပေါ့နော်လက်တကလက်ထဲမှာအနာယောဂကင်းခြင်းဟာအကောင်းဆုံးလက်ဖြစ်တယ်နော်ချမ်းသာဒုက္ခတွေထဲမှာနိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဖြစ်တယ်မဲခင်၈ပါးဟာလမ်းတကာထဲမှာအမျက်ဆုံးလမ်းဖြစ်တယ်ပေါ့အဲ့ဒါလို့သူကဒီဂါထာကိုကြိုက်တယ်ဆိုတော့မြတ်စွာဘုရားသူ့ကိုမေးတာပေါ့။ဒါအဲ့လိုဆိုလို့ရှိရင်ဟုတ်ပါပြီ။အနာကင်းခြင်းဟာလက်တကာထဲမှာအမျက်ဆုံးဖြစ်တယ်ဆိုတာအနာကင်းခြင်းဆိုတာဘာကိုပြောတာတော့နိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဖြစ်တယ်လို့ဆိုရင်နိဗ္ဗာန်ဆိုတာဘာကိုပြောတာတော့မင်းသိသလားဆိုတော့အဲ့တော့မာဂန္ဒီကဘာပြောတယ်ထင်တော့သိတယ်တဲ့အနာကင်းခြင်းဆိုတာကိုလည်း तू သိတယ်နိဗ္ဗာန်ဆိုတာကိုလည်း तू သိတယ်တဲ့
သိရင်ပြောပါဆိုတော့သူခန္ဓာကိုယ်ကိုပုတ်ပြတယ်တဲ့အနာကင်းခြင်းဆိုတာဒါပဲအခုသူ့မှာဘာယောဂမှမရှိဘူးတဲ့ဒါကြောင့်မလို့သူ့မှာနည်းနည်းလေးသောဆင်းရဲဒုက္ခကတော့သူ့ကိုမနှိမ့်ဆက်နိုင်ဘူးတဲ့အဲ့ဒါဒီပင်လေနိဗ္ဗာန်ပဲတဲ့တော်ကောင်းတယ်လို့ပြောရမှာနော်လွယ်တယ်နော်သူနိဗ္ဗာန်ဟုတ်လားနော်အနာယောဂကင်းတာဟာဒီခန္ဓာကြီးဘာယောဂမှဘာမှဆင်းရဲမှုမရှိတဲ့အတွက်ကြောင့်ဒါကိုကဘာဖြစ်နေတော့ချမ်းသာနေတယ်တဲ့အခုကောင်းနေတယ်တဲ့အဲ့ဒါကိုပဲချမ်းသာနေတယ်ပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားကဘာပြောတုံးဆိုတော့ဥပမာတစ်ခုပေးတာသူ့ကိုနော်ဥပမာကဘယ်လိုပေးလဲဆိုတော့မာဂဏီတဲ့ငါဥပမာတစ်ခုပြောပြမယ်ပေါ့အမေမွေးတဲ့အခါကန်းလာတဲ့လူတစ်ယောက်ပေါ့နော်အမေမွေးတဲ့အခါကန်းလာတာနော်အယောင်မျိုးစုံဘယ်အယောင်ကိုမှမမြင်ဘူးနော်ဘယ်လိုမညီညွတ်တာတွေမမြင်လမ်းတွေဘာမှမသိဘူးအနေအမြင့်အကြီးတွေဘာမှမသိဘူးပေါ့နော်ဘာမှမမြင်ရတဲ့လူတစ်ယောက်အဲ့ဒါသူပြောတန်ကြားရတယ်ဘာပြောတန်ကြားတော့ဆိုတော့အဝိဖြူလေးများဟာအလွန်ကျက်တည်ရှိတယ်ပေါ့အဝိဖြူလေးများဝတ်ထားရမယ်ဆိုလို့ရှိရင်အလွန်ကိုပဲကြည်ကောင်းတယ်ပေါ့ဒီအဝိဖြူကိုလူတွေကဝိုင်းပြီးတော့ချီးမွမ်းကန်ထုတ်တာကိုသူကြားရတယ်ကြားရတော့သူကလည်းအဲ့ဒီအဝိဖြူဆိုတာလေးကိုဝတ်ချင်တယ်ပေါ့အဲ့ဒါနဲ့သူ့ကိုလည်းပဲအဲ့ဒီအဝိဖြူလေးဝတ်ပေးပါအဲ့ဒီဝိဖြူလေးရှားပေးပါသူဝတ်ချင်ပါတယ်အဲ့လိုမျိုးပြောတဲ့အခါကျတော့နည်းနည်းရက်ဆက်တဲ့စိတ်လည်းရှိတဲ့လိန်ညာမှုနော်စမှုနောက်မှုမှာနည်းနည်းဝါသနာပါတဲ့လူတစ်ယောက်ကမင်းအဝိဖြူဝတ်ချင်သလားအဝိဖြူဝတ်ချင်တယ်ဆိုရင်ငါအဝိဖြူရှားပေးမယ်ဆိုပြီးတော့အဝိတစ်ခုရှားလာတယ်အဲ့ဒီအဝိကစီကြီးတွေနဲ့ပေးနေတယ်ညစ်မဲပေးတူးနေတယ်အဝိဖြစ်နေတယ်အဲ့ဒီအဝိကိုဒါအဝိဖြူပဲဆိုတော့သူ့ကိုခါပတ်ပေးလိုက်တယ်သူကဘယ်သိမယ်တော့မွေးတွေကစပ်ပြီးတော့မျက်စိမှမမြင်ရတဲ့လူကိုဟုတ်လားအဲ့တော့သူအဝိဖြူပတ်ပေးထားတယ်ဆိုတော့သူကတွေ့သမျှလူကိုကြွားတယ်တဲ့ငါရဲ့အဝိဖြူလေးကငါနဲ့လိုက်ရလားကြည်စမ်းအလွန်လှတဲ့အဝိဖြူလေးဟုတ်လားအဲ့လိုအဝိဖြူလေးရဲ့အကြောင်းကိုသူပြောနေတယ်အဲ့ဒါမြတ်စွာဘုရားမာဂဏီကိုမေးတယ်မာဂဏီတဲ့အဲ့ဒီမျက်စိမမြင်တဲ့ဝမ်းတွင်းကယောက်ျားဟာသူ့ခါမှာပတ်ထားတဲ့အဝိဖြူကိုလှလိုက်တာဖြူလိုက်တာဒါလေးဟာကောင်းလိုက်တာလို့ပြောတာဟာသူမြင်လို့ပြောတာလားတဲ့သူ့ကိုလိန်ညာထားတဲ့လူရဲ့စကားကိုယုံလို့ပြောတာလားတဲ့သူ့ကိုလိန်ညာထားတဲ့လူရဲ့စကားကိုယုံလို့ပြောတာသူမြင်လို့ပြောတာမဟုတ်ဟုတ်လားအဲ့လိုမျိုးမာဂဏီကဖြေတဲ့အခါကျတော့အေးတဲ့မင်းတို့ပရပိုက်တွေလည်းပဲနော်အနာကင်းခြင်းဟာအကောင်းဆုံးလက်ဖြစ်တယ်နိဗ္ဗာန်ဟာအကောင်းဆုံးချမ်းသာဖြစ်တယ်ဆိုတဲ့ဒီဂါထာကိုရွတ်နေကြတာဒါဟာတကယ်တမ်းပြောရလို့ရှိရင်ရှေးဖျားရှင်တို့ရဲ့ဂါထာဖြစ်တယ်နောက်ကာလပြောင်းသွားတဲ့အခါကျမှပုထုဇဉ်လူသားတွေကဒါတွေကိုရွတ်နေကြတာပေါ့တကယ်စင်စစ်အဲ့ဒီဂါထာရဲ့အဓိပ္ပာယ်ကိုလည်းမင်းတို့သိတာမဟုတ်ဘူးနော်အနာကင်းခြင်းဟာဘာလဲနိဗ္ဗာန်ဟာဘာလဲလို့မေးတော့ခန္ဓာကိုယ်ကိုတောင်ပုတ်ပြတယ်တကယ်စင်စစ်ဒီခန္ဓာကိုယ်ကြီးဟာအနာတုံးကြီးဖြစ်တယ်တဲ့အိုင်းအမာကြီးဖြစ်တယ်တဲ့ယောဂတုံးကြီးဖြစ်တယ်တဲ့မြတ်စွာဘုရားအဲ့ဒီမှာဟောတာနော်အယံခောပနာဘာဂန္တိယကာယောရောဂဗုဒ္ဓကန္ထဗုဒ္ဓတန်လဗုဒ္ဓအဃဗုဒ္ဓအာဘာဒဗုဒ္ဓတဲ့ခန္ဓာကိုယ်ကို၅ချက်မြတ်စွာဘုရားအဖြေမှန်ထုတ်ပြတယ်နော်အယံကာယောဤခန္ဓာကိုယ်ကြီးတည်ရောဂဗုဒ္ဓယောဂတုံးကြီးဖြစ်တယ်တဲ့ကန္ထဗုဒ္ဓအိုင်းအမာတုံးကြီးဖြစ်တယ်အိုင်းအမာဆိုတာဘယ်လိုများနားလဲမလို့သွေးတစိုးစိုးပြည်တစိုးစိုးနဲ့တကယ်ကိုပဲရွှန်ရှာဆက်ဆုပ်ဖွယ်အနာကြီးတွေပေါက်နေတာရှိတယ်ဟုတ်လားကင်ဆာလိုအနာမျိုးတွေတချို့အသားဆူတဲ့နေရာမှာဖြစ်ပြီးဆိုရင်အရန်ကြောက်စရာကောင်းတဲ့ပုံစံမျိုးကြီးတွေဖြစ်နေတာမရှိဘူးလားရှိတယ်အဲ့ဒါကိုအိုင်းအမာလို့ဆိုနိုင်မယ်ပေါ့နော်တန်လဘုဒ္ဓစူးညောင်တုံးကြီးဖြစ်တယ်တဲ့ဘယ်နာထိလိုက်မခံကျင်စရာပေါ့နော်စူးညောင်တုံးလို့ပြောတယ်နော်အဃဘုဒ္ဓဆင်းရဲတုံးဖြစ်တယ်အာဘာဒဘုဒ္ဓအနာတုံးအနာကဲဖြစ်တယ်တဲ့ဒီလိုအနာတုံးအနာကဲဖြစ်တဲ့ခန္ဓာကိုယ်ကြီးရဲ့အကြောင်းကိုအမှန်ကန်မသိဘဲနဲ့ယောဂကင်းခြင်းဟာအကောင်းဆုံးလက်ဖြစ်တယ်ယောဂကင်းခြင်းဆိုတာအခုအခြေအနေကိုပြောတာလို့ပြောတာဘယ်လောက်မှားယွင်းနေတော့နော်မှားယွင်းမှုပေါ့နော်ဒါကြောင့်သူများပြောတာကိုယုံပြီးတော့လိုက်ပြီးတော့ပြောနေတာကိုယ်တိုင်မြင်လို့ပြောတာမဟုတ်ဘူးဒါကြီးဒီအနာတုံးယောဂတုံးကြီးကိုပဲတခါနိဗ္ဗာန်လို့ထပ်ပြီးတော့ပြောပြန်တယ်ဘယ်လောက်တော့လွဲမှားနေတော့ပေါ့ဒါကြောင့်မလို့တင်တို့တွေဟာအကန့်အစင်အတန်းကြီးမျှတာဖြစ်တယ်တဲ့ဒါကြောင့်မလို့ဦးဇင်းတို့ရှင်းတော့ကအကန်းနေတယောက်ရဲ့ခါကိုတယောက်ရဲ့ခါပုံစားကိုတယောက်ဆွဲပြီးတော့လမ်းသွားတာရှိတယ်တဲ့နောက်ကဆွဲတဲ့လူကရှေ့ရလူကမြင်တယ်လို့ထင်ပြီးတော့ဆွဲတာပေါ့တကယ်ကရှေ့ရလူကလည်းမမြင်ဘူးဟုတ်လားအဲ့ဒီနောက်ကလူကလည်းရှေ့ရလူကမြင်တယ်ထင်ပြီးတော့ဆွဲပြီးတော့လိုက်တာမမြင်ဘူးအကန်းအစင်အတန်းကြီးတစ်ခုလုံးတယောက်မှမမြင်ဘူးအဲ့ဒါကိုခက်နောက်လူကဘာလုပ်တော့ဆိုတော့ရှေ့ဆုံးကလူရဲ့လက်ကိုနောက်ဆုံးကဆွဲလိုက်တဲ့လူရဲ့ခပုံစားကိုပတ်ပြီးတော့ဆွဲပေးလိုက်တယ်တဲ့ဟောအဝိုင်းကြီးဖြစ်သွားပြီနော်ဟုတ်လားအဝိုင်းကြီးဖြစ်သွားပြီနော်တယောက်နောက်တယောက်လိုက်ကြမယ်နော်ဘယ်သူမြင်တဲ့လူပါလားအပါဘူးနော်
အဲ့ဒီအဝိုင်းအစဉ်တန်းကြီးသွားနေတယ်မရက်မနာကိုသွားနေတယ်ဘယ်ရောက်မယ်လို့ထင်တယ်ဘယ်မှမရောက်ဘူးနော်အဲ့ဒါဟိုတနေ့ကဦးစင်ဒါလေးကိုပြောခဲ့တယ်ဟုတ်လားကိုငွေစင်ဟုတ်လားအကန့်အစဉ်တန်းကြီးတယောက်ခပုံစားတယောက်ခပုံစားတယောက်ဆွဲပြီးတော့သွားနေတာဘယ်ရောက်မယ်လို့ထင်တယ်လို့ဘယ်မှမရောက်ဘူးနော်သွားတော့သွားနေတာဒါပေမဲ့ဘယ်မှမရောက်ဘူးဒီနားတင်ခြားခြားလဲနေတာအဲ့လိုပဲဦးဇင်းတို့တွေဟာလည်းပဲသွားတော့သွားနေတာဘယ်ရောက်တုံးလို့မင်းဘယ်မှမရောက်ဘူးလို့ပဲဦးဇင်းကတော့ပြောခြင်းတယ်ဟုတ်လားစင်ကာပူရောက်တယ်ပြောဩစတြေးလျရောက်တယ်ပြောအဲ့ဒါကအပေါ်ယံတယ်တကယ်ကတော့ဘယ်မှမရောက်ဘာဖြစ်လို့ဘယ်မှမရောက်ဘူးလို့ပြောတဲ့ထင်တော့အချိန်ကြရင်အိုရမယ်နားရမယ်သေရမယ်လေပြီးရင်တဖန်ပြန်ပြီးတော့မွေးဖွားရမယ်လေပြီးရင်အိုမယ်နားမယ်သေမယ်လေပြီးရင်ပြန်မွေးဖွားမယ်လေဒါပဲလေဒီနားတင်လဲနေတာပဲမဟုတ်လားသဘောတရားအရာတော့ဒီတိုင်းပဲဘာဖြစ်နေတော့လဲနေတာဖောက်ထွက်နိုင်တဲ့အနေအထားမရှိဘူးနော်အဲ့ဒါမြတ်စွာဘုရားပွင့်လာမှသာလဲမြင်တယ်ဆိုတာကိုကျွတ်တို့ရနိုင်တာပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအေးတဲ့မာဂန္ဒီဒီဥမာတော့ဒီသုတ်တန်ထဲမှာမပါပါဘူးဟုတ်လားတင်တို့ပုံသားတွေပြောနေကြတာပရပိုက်တွေပြောနေကြတာဟာကိုယ်တိုင်မြင်လို့ပြောနေတာမဟုတ်ဘူးဟုတ်လားသူများပြောတာကိုယုံပြီးတော့ပြောနေတာအဲ့ဒါလိုလဲပြောလိုက်ရောမာဂန္ဒီကသဘောပေါက်တယ်သူလည်းဒီဘဝနဲ့ရဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ပဲလေဟုတ်လားအဲ့တော့မြတ်စွာဘုရားကသူအဲ့ဒီကြမှာတောင်းပန်တယ်မြတ်စွာဘုရားတဲ့တပည့်တော်ကိုအနာမှန်သိအောင်အဲ့ဒီအနာကိုပြတ်အောင်ကုစားပေးနိုင်လိမ့်မယ်လို့တနည်းအားဖြင့်အဲ့ဒီကန်းနေတဲ့လူရဲ့မျက်စိကိုမြင်အောင်လုပ်တယ်လို့မျိုးတပည့်တော်ကိုအဲ့ဒီအကန်းနေမြင်သွားအောင်လုပ်ပေးနိုင်လိမ့်မယ်လို့တပည့်တော်ယုံကြည်ပါတယ်တဲ့ဒါကြောင့်မလို့တပည့်တော်ကန်းနေတာကိုမြင်အောင်လုပ်ပေးပါနော်သူ့ရဲ့စိတ်ဓာတ်ကလည်းလေးစားစရာကောင်းတယ်နော်အစားတုန်းကတော့မြတ်စွာဘုရားကိုကန္တကောစတိုက်ပြီးတော့နေတာပဲလေဟုတ်လားတကယ်အမှန်တရားကိုနားလည်သွားပြီဆိုတော့ပုဂ္ဂိုလ်ကိုသူသိပြီးတော့ဟောမလို့တော့သိလားအမှန်တရားကိုပဲတကယ်ပဓာနာထားတာပေါ့ဟုတ်လားဒါကြောင့်သူ့ရဲ့မျက်စိကိုမြင်အောင်ကုစားပေးနိုင်လိမ့်မယ်လို့သူယုံကြည်ပါတယ်ဒါကြောင့်ကုစားပေးပါဦးအဲ့တော့မြတ်စွာဘုရားကနည်းနည်းတော့သူ့ကိုပြောသေးတယ်ဘာပြောတော့ဆိုတော့အေးတဲ့အဲ့လိုဆိုရင်ငါဥမာတခုပြောမယ်ဘာနဲ့ကန်းလာတဲ့လူတယောက်ကိုရွှေတွေမျိုးတွေကငွေကုန်ကြေးကြခံပြီးတော့ဆရာသမားပေါင်းများစွာပင့်ပြီးတော့ကုတယ်တဲ့ဘယ်လိုကုလို့မှအဲ့ဒီလူရဲ့မျက်စိကမြင်မလာဘူးတဲ့ပြောက်မသွားဘူးအဲ့ဒါဆိုလို့ရှိရင်ကုရတဲ့ဆရာပင်ပန်းတာပဲရှိမယ်တဲ့ဟုတ်လားမင်းကငါပြောတယ်ဘလောက်ပြောလို့မှမင်းကသဘောမပေါက်ဘူးဆိုရင်ငါပင်ပန်းတာပဲရှိမယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာနော်ဒါသူ့ရဲ့မာနကိုကြားသွားအောင်လုပ်တယ်လို့ဦးဇင်းကတော့အဲ့လိုခံစားရပါတယ်ဟုတ်လားမြတ်စွာဘုရားဆိုတာမဟာကရုဏာရှင်ကြီးပဲလေအစိမ်းအကျက်ရွေးတာမှမဟုတ်ဖဲနဲ့ဟုတ်လားတတ္တဝါတူတယောက်သိဖို့မြင်ဖို့အတွက်ပဲအလုပ်လုပ်နေကြတာဟုတ်လားအဲ့တော့မာဂန္ဒီကိုအဲ့လိုပြောတဲ့အခါကျတော့မာဂန္ဒီကမန်နဲ့နောက်ဆုတ်သွားတယ်လို့မရှိဘူးနော်မြတ်စွာဘုရားတဲ့မြင်နိုင်တန်ကောင်းမှရဲ့ပေါ့ဒါကြောင့်မလို့တပည့်တော်ကိုစူးစမ်းပြီးတော့တပည့်တော်ရဲ့မျက်စိကိုမြင်အောင်လုပ်ပေးပါပေါ့အဲ့ဒီလိုမျိုးပြောတဲ့အခါကျတော့မြတ်စွာဘုရားဥမာတစ်ခုထပ်ပြီးတော့ပေးပြန်တယ်အဲ့ဒီဥပမာလေးကအခုအဓိကပြောခြင်းတဲ့အချက်ပဲအဲ့ဒီထဲမှာအများကြီးစဉ်းစားစရာစကားတွေအများကြီးပါတယ်နော်ဘာပြောလဲဆိုတော့ခုနတုန်းကနော်စီကြီးတွေပေးနေတဲ့အဝတ်မဲကြီးကိုဝတ်ဖြူဆိုပြီးတော့အလိညာခံပြီးတော့နော်ဝတ်ခံထားရတဲ့ဝန်တွင်ကတယောက်ပေါ့နော်ဒါကြီးကိုအဖြူတင်ပြီးတော့ကြွားလို့ဆုံးမောလို့မဆုံးဒီတိုင်းနေတယ်တကယ်ကဘာကြီးတော့အမဲကြီးပေါ့နော်နောက်တော့ရွှေဒီမျိုးတွေကသူ့ကိုစူးစမ်းပြီးတော့ဆရာကောင်းသမားကောင်းနေနဲ့ကုပေးလို့မျက်စိကမြင်သွားပြီလို့ဆိုကြပါစို့တဲ့အဲ့ဒီမျက်စိလည်းမြင်သွားပြီလဲဆိုရောသူအကုန်လုံးကိုနှိုင်းရှင်ပြီးတော့ဝေဖန်နိုင်ပြီးစီစစ်နိုင်လူခပတ်ပေးထားတာကြီးဟာအဖြူလားမင်းလားဆိုတာ तू မသိပြီဘူးလားသိပြီနော်အဲ့လိုသိပြီဆိုလို့ရှိရင်ဒီဟာကြီးကိုအဖြူဟာဆိုပြီးတော့လိန်ညာပြီးတော့သူ့ကိုလာပြီးတော့ဝစ်ပေးတဲ့လူကို तू ဘယ်လိုနေမလဲအရန်စိတ်ဆိုးမယ်ပေါ့နော်ဘယ်လောက်တော့မြတ်စွာဘုရားအဲ့ဒီမှာဟောတာဆိုဒီလူဟာတတ်ထိုက်တယ်လို့တောင်သူ့စိတ်ထဲမှာခံစားရလိမ့်မယ်တတ်ချင်စိတ်တောင်ပေါက်မယ်ပေါ့နော်အဲ့ဟိုတစ်လျှောက်လုံးလိန်ညာခဲ့တာဟုတ်လားစိတ်ထဲမှာစိတ်အနာကြီးနာမယ်ပေါ့နော်သူ့ကိုလိန်ညာတဲ့လူဟုတ်လားအချိန်ကာလကြာရှည်စွာငါ့ကိုလိန်ညာခဲ့တာလှည့်စားခဲ့တာငါ့ကိုဖြစ်စည်းခဲ့တာဒီလူတော်တော်ရက်ဆက်တဲ့လူလို့အဲ့ဒါသူ့စိတ်ထဲမှာခံစားရလိမ့်မယ်တဲ့အဲ့ဒါလိုပဲတဲ့မြတ်စွာဘုရားကဒီခန္ဓာ၅ပါးရဲ့အကြောင်းဒီဘဝရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်မြင်အောင်တရားကိုဟောလိုက်လို့သိသွားပြီမြင်သွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်သူဟာငါ့ကိုလိန်ညာခဲ့တာလဲဆိုတဲ့လိန်ညာမှုရဲ့လက်သေးတရားခံကိုသူမြင်လိမ့်မယ်အဲ့ဒါဘယ်သူလိန်ညာခဲ့တာလဲဆိုတော့စိတ်ကလိန်ညာခဲ့တာတဲ့ဟောအဲ့ဒါကိုအရှင်တို့မြတ်စွာဘုရားဟောပုံကလေးကိုနည်းနည်းလေးအတိအကျရွတ်ပြခြင်းနဲ့ဟုတ်လားဒီဃာရတံဝတ္တဘောအဟဣမိနာစိတ်တေနနိကတောဝင်စီတောပလုတ်တော်တဲ့နော်ဘာပြောတော့အဓိပ္ပာယ်ကဘောအချင်းတို့တဲ့နော်ဒ
ဒီကာရတန်ရှင်မြတ်စွာသောကာလပတ်လုံးဣမိနာစိတ်တေနာဟောဒီစိတ်ကအဟံငါကိုနိကတော်ဆင်းလဲခဲ့ပြီစွာတကဝင်စီတော်လှက်ပတ်ခဲ့ပြီစွာတကပလုတော်ဖျားယောင်းခဲ့ပြီစွာတကတဲ့သုံးလုံးပြောတယ်နော်ဆင်းလဲခဲ့တယ်လှက်ပတ်ခဲ့တယ်ဖျားယောင်းခဲ့တယ်ဘယ်သူကတော့စိတ်ကဟုတ်လားဒါကြောင့်တရားဓမ္မတို့ဦးချင်းတို့ဒီဥစ္စာကိုစိတ်ထဲမှာစွဲသေးခြင်းတယ်တကယ်တမ်းကျုပ်တို့မှာဒုက္ခဖြစ်နေတဲ့အဓိကပြဿနာကဘယ်သူနဲ့မှဖြစ်နေတာမဟုတ်ဘူးစိတ်နဲ့ကိုယ်နဲ့ဖြစ်နေတဲ့ကိစ္စလို့နားလည်သိခြင်းနဲ့နော်ဒီစိတ်နဲ့ကိုယ်နဲ့ရှင်းသွားအောင်လုပ်နိုင်လို့ရှိရင်ဒီစိတ်ကလိမ်ညာနေတာဆိုတာကိုသိအောင်လုပ်နိုင်လို့ရှိရင်ကျန်တဲ့ပြဿနာတွေသိပြီးတော့ရှင်းစရာမလိုဘူးပေါ့နော်အဲ့တော့ကိုယ်လိမ်ညာတာဟာတပါးတော့သူမဟုတ်ဘူးနော်ဘယ်သူလဲကိုယ့်ရဲ့စိတ်ပဲနော်ကိုယ့်ရဲ့စိတ်ကလိမ်ညာနေတာအဲ့တော့ကိုယ့်ရဲ့စိတ်ကကိုယ့်ကိုလိမ်ညာမှုမပြုတ်နိုင်အောင်ကိုယ်တိုင်ပဲမလုပ်ရမှာတော့ကြိုးစားရမှာအဲ့ဒါဘယ်နည်းနဲ့ကြိုးစားရမှာလဲလို့မေးလို့ရှိရင်သတိထားတဲ့နည်းနဲ့ပဲကြိုးစားရမှာသတိပဋ္ဌာန်တရားအထုတ်တယ်ဆိုတာစိတ်ကကိုယ့်ကိုလိမ်ညာခွင့်မရအောင်ကြိုးစားတယ်ထိုက်တလောက်လိမ်ညာပြေသွားရင်လည်းပဲငကိုယ်တုံးကလိမ်ညာခဲ့လို့အစွဲကြီးဆွဲနေတဲ့အမှားကြီးမှားနေတဲ့အရာတွေဟာလည်းပြေပြောက်မသွားနိုင်ဘူးလားသွားနိုင်တယ်ဟုတ်လားဒါကြောင့်သတိပဋ္ဌာန်တရားအထုတ်တာဟာဘာလို့တာတုံးလို့မေးလို့ရှိရင်အလိမ်ညာပြတ်အောင်ကြိုးစားတာပေါ့နော်အလိမ်ခံရခြင်းမှလွတ်ကင်းအောင်ကြိုးစားတာလို့ဘာမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဒါကြောင့်မြတ်စွာဘုရားဒီမှာသုံးလုံးထားတာလေးကိုဦးဇင်းတို့စိတ်ထဲမှာဆွဲသိခြင်းနဲ့နိကတော်ဆင်းလဲခဲ့ပြီစွာတကားဝင်စီတော်လှက်ပတ်ခဲ့ပြီစွာတကားပလုတ်တော်ဖျားယောင်းခဲ့ပြီစွာတကားတဲ့ဒီစိတ်ကပဲကိုယ့်ကိုလိမ်ညာလှည့်စားသွေးဆောင်ဖျားယောင်းခဲ့တာပေါ့နော်အဲ့ဒါကြောင့်မို့လို့တဲ့ငါဟာရုပ်ကိုယ်စားလင်ဆွဲလန်းသည်ဖြစ်၍ဆွဲလန်းခဲ့ဘူးပြီဝေဒနာကိုယ်စားလင်ဆွဲလန်းသည်ဖြစ်၍ဆွဲလန်းခဲ့ဘူးပြီသင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးနော်ဒီစိတ်ကလှည့်စားလိုက်လို့ခန္ဓာ၅ပါးကိုဘာလုပ်ခဲ့တော့ဆွဲလန်းခဲ့ရတယ်အကောင်းထင်ခဲ့ရတယ်ပေါ့ဟုတ်လားအဲ့ဒီလိုဆွဲလန်းခဲ့လို့လည်းပဲဘဝတွေထက်ထက်ရရတယ်ရတိုင်းသဘောဝတွေမှာဇာတိဇရာမရဏတောကပတိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့နောက်ဆိုးရတဲ့တရားတွေကိုရင်ဆိုင်ဖြေရှင်းရတယ်ဒါတွေပါထည့်ဟောတယ်နော်ဒီထဲမှာဟုတ်လားစိတ်ကလိမ်ညာလို့သာလင်ခန္ဓာကိုဆွဲလန်းတာဆွဲလန်းလို့သာလင်ဘဝရတာဘဝရလို့သာလင်ဘဝနဲ့ပတ်သက်တဲ့ပြဿနာအခက်အခဲတွေကိုဦးဇင်းတို့ရင်ဆိုင်တွေ့ကြုံခံစားကြရတာဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကဘာတွေတော့တောကပရိဒေဝဒုက္ခဒေါမနတဥပါယတ၅မျိုးနော်တောကဆိုတာဘာလဲစိုးရိမ်တာပရိဒေဝဆိုတာဘာတော့ငိုကြွေးတာနောက်ဒုက္ခဆိုတာကိုယ်ဆင်းရဲတာဒုက္ခဒေါမနတဆိုတာစိတ်ဆင်းရဲတာဥပါယတဆိုတာပြင်းစွာပင်ပန်းတာဒီအချက်၅ချက်ကိုဘယ်သူမှမတွေ့လို့မကြုံလို့မဆုံလို့ဘူးသို့တော်လည်းပဲအကြောင်းအားလျော်စွာတွေ့ကြရဆုံကြရကြုံကြရတယ်ဟုတ်လားဒါဘာဖြစ်လို့တွေ့ဆုံရတာလဲလို့မေးရင်ဘဝဆိုတာရထားလို့ပဲဘယ်သူညင်းနိုင်မလို့ခက်တာကလူတွေကဘဝတွေကဒါလေးကိုဖဲဒါကြီးတွေကိုဖဲပြီးတော့ကောင်းတာလေးကြီးရွေးပြီးတော့ရချင်တာဖြစ်နိုင်မှာမလားအဖြစ်နိုင်ဘူးနော်ပြောရလို့ရှိရင်ဘဝဆိုတာဒါပဲလေတကယ်တမ်းကဟုတ်လားကိုကဒီပြင်ကောင်းတာကောင်းမယ်ထင်တာကိုပဲကွက်ပြီးတော့ရှာရင်းနဲ့တနည်းအားဖြင့်ပြောရရင်နော်ကိုယ်စိတ်ထဲကကောင်းမယ်ထင်တာကိုမျှော်မှန်းရင်းနဲ့ကိုယ်စိတ်ကမမျှော်လင့်ထားတဲ့အရာတွေကိုပဲအမြဲတမ်းတွေ့နေရတယ်ကိုမျှော်လင့်ထားတာလေးကတစ်မျိုးပေါ့နော်ဒါကိုမျှော်လင့်တဲ့အရာကကိုမမျှော်လင့်တဲ့အရာတွေနဲ့ဘာဖြစ်နေတော့တွဲနေတယ်ရှင်းနေတယ်ဒါကြောင့်ချမ်းသာတခုမဲ့မောမှုကြောင့်ပူပူရောဖြစ်သည်များတော့ဒုက္ခပင်လေကျေထက်ကျေသည်ရွယ်တိုင်းမမြောက်နိုင်ပါတကားမကြာခဏဦးဇင်းတို့ရုပ်လေးရုပ်ထားရှိတယ်ဟုတ်လားရကျင်တာကတော့ချမ်းသာပဲအစဉ်ပြေဖို့အတွက်ရည်ရွယ်ပြီးတော့ကြိုးပမ်းအထောက်ကြတာပဲဒါမဲ့ကိုပြေခြင်းနဲ့အစဉ်ပြေမှုဆိုတာအစဉ်ပြေမှုကြီးတက်တက်တီးနေတဲ့အရာမဟုတ်ဘူးနော်ဒုက္ခတွေနဲ့တွဲနေတာဟုတ်လားစဉ်းစားဖို့လိုတယ်နော်ဒါကြောင့်မလို့မြတ်စွာဘုရားကဒီစိတ်ရဲ့လိညာလှည့်သားမှုကြောင့်နော်ခန္ဓာ၅ပါးကိုဆွဲလန်းခဲ့ရတယ်ဒါကြောင့်မို့လို့ဒီခန္ဓာ၅ပါးမျိုးဟာထပ်ထပ်ပြီးတော့ရတယ်ရတိုင်းသဘောမှာဒုက္ခဒေါမနတဥပါယတဒါတွေကိုခံစားပြီးတော့နောက်ဆုံးဇာတိဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတနောက်ဆုံးကြတော့လေမရဏနဲ့ပဲအဆုံးသတ်ကြရတယ်ပေါ့ဒီဖြစ်စဉ်ကိုမြတ်စွာဘုရားကဒါပရိစ္ဆေသမုပ္ပါအနုလောမနီးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အဲ့တော့ဒီဟာကနေထွက်ချင်တယ်ဆိုလို့ရှိရင်ဘာလို့အောင်လဲဒီဒေသနာရဒီစိတ်ရဲ့အလိညာကိုမခံရအောင်ကြိုးစားရမှာပေါ့ဟုတ်လားအဲ့လိုမျိုးမြတ်စွာဘုရားဟောတော့မာဂန္ဒီကမြတ်စွာဘုရားတဲ့အဲ့လိုဆိုလို့ရှိရင်တပည့်တော်ရဲ့စိတ်ကိုနော်အလိညာခံရခြင်းကနေတပည့်တော်ရဲ့စိတ်ကလိညာမှုမရှိအောင်အလိမ်ပြေအောင်တပည့်တော်တရားဟောပါပေါ့အဲ့တော့မြတ်စွာဘုရားသူ့ကိုအများကြီးမဟောပါဘူးအဲ့ဒီတုတ်တန်ထဲမှာဘာပြောတော့ဆိုတော့ဒါဆိုလို့ရှိရင်တဲ့သူတော်ကောင်းကိုပေါင်းပါတဲ့အဲ့ဒါဆိုရင်သူတော်ကောင်းတွေရဲ့တရားကိုသင်နာယူရလိမ့်မယ်တဲ့အဲ့ဒါဆိုလို့ရှိရင်သူတော်ကောင်းတရားကိုနာရတဲ့သင်ဟာ
ဒီအတိညာအားတင်းတင်းလျောက်ပတ်လျော်ကန်တဲ့တနည်းအားဖြင့်အတိညာကိုရစီတဲ့ဓမ္မနုဓမ္မပฏิပတ္တိလို့ဆိုတဲ့သူတော်ကောင်းတရားကိုသင်ဟာကျင့်လိမ့်မယ်တဲ့အဲ့လိုကျင့်လို့ရှိရင်သင်ရဲ့စိတ်ဟာသင်ကိုလိမ်ညာမှာမဟုတ်ဘူးပေါ့ဆိုလိုတာဟုတ်လားအဲ့ဒါဆိုလို့ရှိရင်သင်ဟာထူးကဲမြင့်မြတ်တဲ့တရားကိုသိပြီးတော့နော်ဒီဘဝတန်တရားဒုက္ခကနေလွတ်မြောက်လိမ့်မယ်လို့အဲ့ဒါလိုဟောတာအဲ့တော့ဦးဇင်းတို့ပြောနေတာကဒီသုတ်တန်ထဲမှာအဓိကနော်စိတ်ကိုမြတ်စွာဘုရားကတတ္တဝါတွေကိုလိမ်ညာလှည့်စားသူဆိုတဲ့အနေအထားမျိုးဟောတာအများကြီးတွေးကြရမရှိဘူးလားရှိရဲ့နော်ဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့အလိမ်ညာခံရတဲ့အနေအထားမျိုးကနေပြီးတော့လိမ်ညာနေတာကိုလိမ်ညာနေတယ်လို့သိပြီးတော့အလိမ်ညာလွတ်တဲ့အနေအထားမျိုးထိရောက်အောင်ဥတည်ပြီးတော့သွားနိုင်ဖို့မလိုဘူးလားနော်အလိမ်ညာခံရတာနဲ့အလိမ်ညာခံရခြင်းကနော်လိမ်ညာနေတယ်လို့သိပြီးတော့အလိမ်ညာခံရခြင်းကလွတ်ကင်းတာဘယ်ဟာကောင်းမလို့လိမ်ညာခံရခြင်းကလွတ်ကင်းတာကောင်းတာပေါ့နော်အလိမ်ညာခံရတာလည်းကောင်းတယ်လို့လူတွေကထင်ကြတယ်နော်အလိမ်ညာခံရတာကိုလည်းကောင်းတယ်လို့ထင်တာပဲဆိုကြပါစို့ကျုပ်တို့အရန်ထူးဆန်းတဲ့မျက်လှည့်ပွဲကြီးတွေကိုငွေကုန်ကြေးကြအများကြီးခံပြီးတော့ကြည်ကြတာမရှိဘူးလားထူးဆန်းလိုက်တာအံ့ဩပြီးရင်အံ့ဩရင်ပဲနော်ဟုတ်တယ်မဟုတ်လားအဲ့ဒါပါတော့အလိမ်ခံရတာကိုရတာယူတာလေဘလို့လိမ်သွားတယ်လို့သိလားမသိဘူးအဲ့ဒီမသိလို့ကိုထူးဆန်းတယ်လို့ပြောနေတာထူးဆန်းတယ်ဆိုတာဘာလို့ပြောရတာမသိလို့ပြောတာလေတကယ်လို့သိတယ်ဆိုရင်ထူးဆန်းတယ်လို့ပြောနိုင်မလားမပြောနိုင်ဘူးနော်အဲ့တော့အလိမ်ညာခံရတာမှာအံ့ဩတဲ့ယတ္တရှိတယ်ပေါ့ထူးဆန်းတယ်လို့စိတ်ထဲမှာခံစားရတဲ့ယတ္တရှိတယ်အဲ့ဒါကိုလည်းလူတွေကမမောကြတယ်လို့ထင်ပါတယ်ဟုတ်လားဒါပေမဲ့အလိမ်ပြေသွားလို့ဖြစ်ရတဲ့အယတ္တကဘလို့လိမ်ထားတယ်ဆိုတာကိုသိလျက်တဲ့အယတ္တကပို့ပြီးတော့ကြီးကျယ်တယ်ဆိုတာကိုလည်းကျုပ်တို့တဆင့်တက်ဖို့လိုတယ်ပေါ့သင်္ကန်းစာကိုတဆင့်တက်ဖို့လိုတယ်အလိမ်ခံရတဲ့နေရာမှာကြီးကျဉ်နေလို့ဘယ်တော့မှဒုက္ခကလွတ်မှာမဟုတ်နော်လိမ်ညာနေတာဆိုတာကိုသိတဲ့အနေအထားမျိုးရအောင်အလိမ်ညာခံရခြင်းကလိမ်ညာနေတာလို့သိရင်အလိမ်ညာခံခြင်းကလည်းလွတ်တာပါပဲလေဟုတ်လားအဲ့ဒါကိုဦးချင်းမကြာခဏတရားတွေကိုထည့်ပြီးတော့ပြောတာလေးရှိတယ်အခုလည်းစကားဆက်မိလို့ပြောဦးမယ်ဟုတ်လားရွာမှာနေတော့ကနော်ကိုရင်လေးတွေနဲ့ TV ထိုင်ကြည့်တဲ့အခါကျတော့ TV ထဲမှာအဲ့ဒီတော့ကလေမျက်လှည့်တွေပြမျက်လှည့်တစ်ခွက်ပြလိုက်တယ်ပြီးလို့ရှိရင်မနေ့ကပြထားတဲ့မျက်လှည့်ခွက်ကဘလို့လိမ်ခဲ့တာပါလို့ပြန်ပြီးတော့ဖြေပြတယ်နောက်နေ့ရောက်လို့ရှိရင်အရင်နေ့ကပြထားတဲ့မျက်လှည့်ကိုပြန်ပြီးတော့ဖြေတယ်အဲ့တော့မျက်လှည့်အသေးဆန်းတစ်ခွက်ပြတယ်အရင်နေ့ကပြခဲ့တဲ့မျက်လှည့်အဟောင်းကိုပြန်ဖြေပြတယ်တွဲလာတယ်အဲ့ဒါအဲ့ဒီနေ့ကျမှတိုက်ဆိုင်တယ်ဥသိမ်းထိုင်ကြည့်တော့လေဘူးပေါင်းလေးမှုတ်ပြတယ်နော်လေဘူးပေါင်းမှုတ်ပြပြီးတော့အဲ့ဒီလေဘူးပေါင်းကိုဖရိတန်ကိုင်းလေးခြုံထားတဲ့တန်ကြုံနဲ့ထိုးပေါက်လိုက်တဲ့ဟိုဘက်ဒီဘက်ဖောင်းငနေပေါက်မသွားဘူးဗျာဒီတိုင်းလေးပဲဟာတော်တော်အံ့ဩစရာကောင်းပါလားကွာလေဘူးပေါင်းဆိုတာစူးနဲ့သူ့လေးနဲ့ထိရတောင်မှကွဲသွားတာမျိုးလေဘလို့များလှုပ်ထားလဲမလို့ဒီလေဘူးပေါင်းကအတုများလေလားဘာလားညာလားတန်တရားပေါင်းများစွာနဲ့နောက်နေ့ TV လွှင့်မဲ့အချိန်ကိုမျှော်ရတယ်ပေါ့နော်ဟုတ်လားစိတ်ထဲမှာတော်တော်လေးစိတ်ဝင်စားတယ်ပေါ့နော်အဲ့ဒါနဲ့ဦးဇင်းကဘယ်လောက်စိတ်ဝင်စားတော့ဆိုတော့လေဘူးပေါင်းလေးတွေတောင်ရှာထားခိုင်းတယ်ကိုရင်တွေကိုရှာထားခိုင်းပြီးတော့ဖက်တိတန်ခိုင်းမရှိလို့အဲ့ဒီဓမျက်စီလဲတော့ကျတို့အုံတန်ဓမျက်စီရှိတာပေါ့အဲ့အုံတန်ချိုးထားတယ်အနာနာလေးဒါဘယ်လိုများသူတို့ဖြေပြမလို့ပေါ့တရားကိုစိတ်ဝင်စားတယ်အဲ့ဒါနဲ့အဲ့ဒီပြတဲ့မျက်လက်အသေးအဆန်းအကွက်ကိုတောင်သိပ်ပြီးတော့စိတ်ဝင်စားနိုင်မှာဘူးအရင်နေ့ကဟာဘယ်လိုများလိန်ထားလဲဆိုတာပဲသိချင်နေတယ်အဲ့ဒါနဲ့ပြရတယ်အဲ့ဒီဘူပေါင်းလေးကိုမှုတ်တော့ဦးဇင်းတို့မှုတ်တဲ့နေရာလေးအညာနာလေးကလည်းနည်းနည်းကြက်ပေါင်သားကထူတယ်ပေါ့နော်အဲ့ဒီနဲ့ထိတ်တဲ့ဘူလုံးလေးထွက်နေတဲ့အညာထိတ်တဲ့နေရာလေးကလည်းကြက်ပေါင်သားကထူတယ်အဲ့တော့ကြက်ပေါင်သားကဘေးဝန်းကျင်သာလည်းပါနေတာအဲ့တော့သူကထူတဲ့နေရာနှစ်ခုကိုထိုးလိုက်တာမပေါက်ဘူးဟုတ်လားထူတဲ့နေရာကိုထိုးရင်မပေါက်ဘူးအဲ့ဒါနဲ့ဦးဇင်းလည်းလက်တွေ့ပေါ့ဘူပေါင်းကိုမှုတ်ထားတာရှိတယ်အဲ့ဒါကိုအုံတန်နဲ့ဟိုဘက်ဒီဘက်ထိုးထည့်လိုက်တယ်မပေါက်ဘူးဟုတ်တယ်အဲ့တော့စိတ်ထဲမှာဘာတွေးမိတုံးဆိုတော့အလိန်ခံရတဲ့အရာတာတဲ့အလိန်ပြေတဲ့အရာတာကပိုကောင်းမှလားလို့စိတ်ထဲမှာအဲ့ဒါခံစားရတယ်ပေါ့နော်အရင်နေ့ကလည်းပဲတော်တော်ကောင်းပါတယ်ဘလို့များလှုပ်ထားတယ်ဘလို့များလှုပ်ထားလဲလိတ်ခဲတင်းလေးနဲ့အဲ့ဒီခံစားရတာကိုလည်းကြိုက်တယ်နော်အံ့ဩတဲ့ယတ္တပေါ့နော်တိတ်ထဲမှာထူးဆန်းတယ်ပေါ့အဖြေရှာမရတာကိုကလည်းပဲခံစားချက်တစ်မျိုးမျိုးလို့ဦးဇင်းထင်တယ်အခုအဲ့ဒီမျက်လှည့်ကြည့်တာအဲ့ဒါပဲလေအဖြေရှာမရဘူးဆိုကြပါစို့ဒီဘက်ကိုပါပြီးတော့ဘာတော့ဟုတ်လားယထာတော်ကြီးတွေဖြောက်ပြန်ဘယ်ရောက်သွားတော့ဘယ်သူမှမသိဘူးအဲ့မသိတာကိုဘာလုပ်နေတော့အရာသာခံတယ်နော်အခုဦးဇင်းတို့တွေကလည်းဘယ်လိုနေတော့ဘဝတန်တရားမှာမသိတာကိုရသာခံပြီးတော့နေတယ်လို့ထင်တာပါပဲဟုတ်လားဟောဒုက္ခသစ္စာလို့ဟောတယ်သိလားမသိဘူးဘုန်းကြီးရောသိလားဘုန်းကြီးလည်းမသိပါဘူးမသိသေးပါဘူးဟုတ်လားဒါပေမဲ့အရာသာမရှိဘူးလားဘဝမှာနေရတာအရာသာကိုယ့်ဟာကိုယ်ရှိနေတယ်လို့ထင်တာပေါ့နော်မသိမှုမှာပျော်ကြတာပေါ့ဒါကြောင့်မြတ်စွာဘုရားက
အဝိဇ္ဇာရတအဝိဇ္ဇာရမတတ္တဝါတွေဟာမတိမှုမှာပြောကိုပြောတယ်တဲ့မတိမှုပဲသူတို့မှာပြောစရာရှိတယ်အဲ့လိုဟောတဲ့ဒေသနာတွေရှိရနော်မတိမှုမှာပါလဲပြောတယ်မတိမှုမှာပြောတဲ့အနေထားတဲ့တကယ်တမ်းကတိမှုမှာပြောတဲ့အနေထားကပို့ပြီးတော့အဆင့်မြင့်တယ်ဆိုတာကိုကျွတ်တို့တဆင့်တက်ဖို့လိုတာကိုပြောချင်တာဟုတ်လားတိသွားပြီဆိုတော့အဲ့ဒီငကိုတုံးကမတိတာကြီးကဘလို့ဖြစ်ကြတော့အချီးနီးကြီးပဲအလကားဟာကြီးပဲလို့တိသွားတယ်ပါတန်ဖိုးမှမရှိတော့ဘူးနော်မျက်လက်ဆိုတာမတိရင်တော့တန်ဖိုးအကြီးကျယ်ရှိတယ်နော်မတိရင်တော့ရွှေပဲတိရင်တော့ဘာဖြစ်သွားဖွဲဖြစ်သွားတယ်နော်တိလိုက်တာနဲ့ဩဒါကြီးကဒီလိုလှုပ်ထားတာပါလားကွာဆိုတော့ဘာမှမလေးနဲ့တော့ဘူးလေဟုတ်တယ်မို့လားအဲ့ဒါဘဝဆိုတာဘာလဲလို့မေးရင်အလိညာသဘောပဲဘယ်သူကလိညာတာလဲလို့မေးရင်စိတ်ကလိညာတာတကယ်တမ်းကဘာတွေတုံးလို့မေးရင်အောက်ပြန်တက်တဲ့ရုပ်တဘာဝနဲ့အာယုံကိုတိတဲ့ခံစားတဲ့မှတ်သားတဲ့စိတ်ဆော်တဲ့နံတဘာဝတွေယုံနံတွေဖြစ်နေတာအဲ့ဒီယုံနံတွေကိုဦးဇင်းတို့တွေကအမှန်ကန်သိတဲ့ဉာဏ်မရှိတဲ့အခါကျတော့အမျိုးမျိုးထင်မြင်ချက်ပေးပြီးတော့အမျိုးမျိုးယူဆချက်တွေနဲ့ထင်ရင်လို့ထင်နေတာမရှိဘူးလားရှိတယ်နော်ဒါကိုပြောတာမြတ်စွာဘုရားကပညာယပရိဟာနေနပတ္တလောကံတတေဝကနိဝိဋ္ဌံနာမရူပသမိဣဒံသစ္ဆန္တိမညတိတဲ့ဒီကထားလေးလဲတော်တော်ကောင်းတယ်နော်ပညာယပရိဟာနေနပတ္တလောကံတတေဝကနတ်နဲ့တကွာတော့ဟောဒီလူလောကကြီးကိုကြည်ပါတဲ့ဉာဏ်ပညာဘလောက်ချွတ်တဲ့တယ်လဲဆိုတာကိုမြင်အောင်ကြည့်ပါတဲ့လူတွေတင်မကအောင်နတ်တွေပါတောင်ပါတယ်နော်ဉာဏ်ပညာဖြင့်ချွတ်တဲ့နေတဲ့နတ်နဲ့တကွာတော့ဒီလူလောကကြီးကိုကြည်ပါတဲ့ပညာယပရိဟာနေနပတ္တလောကံတတေဝကဟုတ်လားနိဝိဋ္ဌံနာမရူပသမိနာနဲ့ရုပ်ကိုပဲနိဝိဋ္ဌံအမျိုးမျိုးအထင်မှားပြီးတော့နေကြတာနာရုပ်ကိုပဲနာမည်အမျိုးမျိုးတက်ပေါ်ထင်ချင်းလို့ထင်နေတာဟုတ်လားအဲ့လိုထင်ယုံနေမကဘူးတဲ့ဣဒံသစ္ဆန္တိမညတိငါထင်တာမှမှန်တယ်သူများထင်တာတွေကအမှားတွေလို့တောင်ထပ်ထင်လိုက်သေးတယ်တဲ့ကဲလောက်လူလောကကြီးရဲ့လူတွေရဲ့စိတ်အနေအထားကိုထင်ဟပ်မှုရှိလဲဆိုတာသေချာနားထောင်နော်ပညာဖြင့်ချွတ်တဲ့နေတဲ့နတ်နဲ့တကွာသောလူလောကကြီးကိုကြည်ပါနာယုတ်ကိုပဲအမျိုးမျိုးထင်ပြီးတော့ငါထင်တာမှမှန်တယ်သူတို့ထင်တာတွေကအမှားတွေလို့တောင်ထပ်ပြီးတော့ထင်လိုက်သေးတယ်တဲ့ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့တတိကြီးကြီးထားပြီးတော့နာယုတ်ကိုနာယုတ်လို့အမှန်ကန်သိဖို့လိုတယ်ပေါ့နော်တရှင်းတရမယ်ဆိုရင်တော့တန်ယုတ်ကိုမတည်မြဲတဲ့သဘာဝတွေအနှစ်မရှိတဲ့သဘာဝတွေလို့သိဖို့လိုတယ်အဲ့ဒီအတိတွေခိုင်မြဲလာမှသာလေဒီဘဝခန္ဓာရဲ့ပုံမှာဒီနာယုတ်ရဲ့ပုံမှာဆွဲမဲ့မှုကင်းပြီးတော့နောက်တဖန်ဖြစ်ရခြင်းဆိုတဲ့ဒီအဖြစ်ဆိုးတွေကနေပြီးဘာလုပ်နိုင်မလို့လွတ်မြောက်နိုင်ပြီဒါပြောတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တရားလည်းနည်းနည်းရှိသွားပြီဟုတ်လားနည်းနည်းမရှိတဲ့အခါကိုမရှိပါဘူးနော်ဒီကနေ့စိတ်ဆိုဒီမှာဆိုပြီးတော့နော်သုံးရက်တာတရားစကားမှာဒါနောက်ဆုံးအပိုင်းလေးပေါ့ဟုတ်လားစိတ်ကိုဗာနဲ့ဥမာပေးတော့မျက်လှည့်သမားနဲ့ဥမာပေးတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့၅ပိုင်းပိုင်းခဲ့တာမှတ်မိအောင်မလားမသိဘူးပထမဦးဆုံးပိုင်းကစိတ်ဆိုတာခန္ဓာအိမ်ရဲ့အမိုးလို့ပြောခဲ့တယ်ဟုတ်လားနောက်ဒုတိယပိုင်းကစိတ်ဆိုတာမြေအိုးတစ်လုံးမဂ္ဂင်၈ပါးကကယုတ်ခွေလို့ပြောခဲ့တယ်နော်နောက်တတိယပိုင်းကျတော့စိတ်ဆိုတာဆင်ရိုင်းပညာဆိုတာချွန်းလို့ဒီလိုပြောခဲ့တယ်ဟုတ်လားမနေ့တုန်းကတော့ဗာပြောတော့စိတ်နဲ့ပတ်သက်တဲ့သဘာဝတွေမနေ့ကတော်တော်များတယ်နော်စိတ်ကိုဘာလို့အကောင်ထဲဥပမာတစ်မျိုးနဲ့မပြောဘဲနဲ့စိတ်ရဲ့သဘောတဘာဝလေးတွေကိုစိတ်တော်ဘက်မှာလာတဲ့ဂါထာလေးတွေကိုဦးဇင်းတို့ပြောပြရင်းနဲ့စိတ်ရဲ့သဘောလေးတွေကိုနော်ပိဿပေါင်းသူတော်ကောင်းတို့ကိုပြောခဲ့တာဟုတ်လားအခုပြောလိုက်တာကစိတ်ဆိုတာမျက်လှည့်နော်ဒီဟောပြောချက်၅ခုကိုစုလိုက်မယ်ဆိုလို့ရှိရင်စိတ်နဲ့ပတ်သက်တဲ့မြတ်စွာဘုရားဟောထားတဲ့ဒေသနာလေးတွေအတော်အသင့်စုမိတယ်ပေါ့နော်တတူတည်းတဲ့ကျွတ်တို့မှတ်သားခွင့်ရတယ်ပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီတရားဒေသနာကိုနာယူခြင်းမှာဖြစ်ပေါ်နေတဲ့ကုသိုလ်ကောင်းမှုကံစေတနာတို့ရဲ့ဆွမ်းအားတတိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညမျက်နှိဗ္ဗာန်ကိုမျက်မှောက်ပြုပါစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်းကဲအလုံးဆုတောင်းရအမြတ်ဝေကြအောင်နော်အရှင်ဖေယဘုရားတပည့်တော်တို့သည်ယနေ့ယခုပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွစုတို့သည်မဉ္ဇဉ်ဖို့ဉဏ်ဉာဏ်နိဗ္ဗာန်ကိုမျက်မှောက်ပြုရန်အာကောင်းသောအထောက်အပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤကုသိုလ်တို့ဤအဖို့ပါကကို
အသက်ထင်ရှားရှိမရှိဖြစ်ကုန်သောဘိုးဘွားမိဘဆွေမျိုးသားချင်းတို့အားအစထား၍31ဘုံရှင်လီကုန်သောတတ္တဝါအနန္တတို့အားထတ်တူထက်မြတ်ပေးဝေငှပါ၏အမြရကြ၍ကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓုအလုံးကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ